အားလုံးပဲသင်တဲ့စတင်နေအောင်နော်သင်တဲ့စတင်ခင်မှာတရားရဲ့ပိုင်ရှင်ဖြစ်တဲ့ဘုရားရှင်အားနမောတတ္တသုံးချိန်ရွတ်ဆိုပြီးတော့ရှိခိုးပူဇော်ဘုမြော်မှန်လျှော့ကြောကြပါစို့နမောတတ္တဘေကဝါတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘေကဝါတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘေကဝါတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘယ်နဲ့တူသင်္ကန်းအားလုံးမြင်ပါပါဒီနေ့2025ခုနှစ်2လပိုင်း23ရက်တနင်္ဂနွေနေ့ဘောဓိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်းသင်တဲ့စာအုပ်ရဲ့စာမျက်နှာ80ခွန်အဋ္ဌိပတ်နဲ့ပတ်သက်ပြောနေတဲ့အခန်းပေါ့နော်အဋ္ဌိပတ်က၄မျိုးရှိတယ်စန္ဒရဲ့စိတ်ဓာတ်ရဲ့ဝိရိယရဲ့ဝိမာန်သားရဲ့စန္ဒကဦးစီးတာမို့လို့စန္ဒတစ်ခုတည်းကိုပဲကောင်းတင်ပြီးတော့ပြောထားတာတကယ်ကစန္ဒရဲ့သမာဓိရဲ့ဝိရိယရဲ့ပေါ့ဒီလိုမျိုးပေါင်းစုံလိုက်ပြီဆိုရင်မဖြစ်နိုင်တာဘာမှမရှိတော့ဘူးစန္ဒသာပြင်ပြမယ်ဆိုရင်ဖြစ်နိုင်တာကြီးပါပဲဒါကိုသက်သေပြတဲ့အနေနဲ့တာရကထုတ်ပြတာပေါ့နော်စာမျက်နှာ90ခွန်မှာရှင်ရထပါဠမြတ်စွာဘုရားသာသနာတော်မှာရှင်ရထပါဠစန္ဒကိုခြေခံပြီးတော့ကြိုးပမ်းအထောက်ခဲ့တဲ့အတွက်ရဟန္တာဖြစ်သွားတာရှင်ရထပါဠရဲ့စန္ဒကဘယ်လောက်ပြင်းပြတဲ့ဆိုတော့ဘုရားရဲ့တရားကိုသွားနာတဲ့အခါမှာသူကတဦးတည်းသောတတိသားပဲအဲ့ဒီမျိုးမှာဆိုရင်အချမ်းသာဆုံးလူတရားမိဘကခွင့်မပြုဘူးခွင့်မပြုရင်သူ့ကိုယ်သူအသေးခံမယ်အသေးခံနိုင်လောက်အောင်ပြင်းတဲ့စန္ဒရှိတယ်မိဘကလုံးဝသဘောမတူတဲ့အခါခွင့်တောင်းတဲ့နေရာမှာပဲမြေကြီးမှာခုနှစ်တတိအိတ်နေတာခုနှစ်တတိလှဲနေတဲ့အခါမှာဒီကောင်ကြာရင်တည်သွားလိမ့်မယ်ဆိုပြီးတော့သူရဲ့တငယ်ချင်းတွေကမိဘတွေကိုနားချမှာကဲသင်္ကန်းဝတ်မယ်ဆိုရင်လည်းဝတ်ပေါ့သင်္ကန်းဝတ်တော့တွေ့နိုင်သေးတယ်တည်သွားလို့ရှိရင်တွေ့ရမှာမဟုတ်ဆိုတော့မိဘကခွင့်မပြုခြင်းနဲ့ခွင့်ပြုလိုက်တာသာသနာ့ပေါင်းဝင်ပြီးတော့ယန္တရားကျင့်ကြံကြုတ်ကိုအားထုတ်လိုက်တဲ့အခါမှာယန္တာဖြစ်သွားတယ်တဲ့ဒီတော့သူရဲ့အောင်မြင်မှုကစန္ဒကိုခြေခံတာပေါ့ဒီဝတ္ထုလေးကဆိုတော့နည်းနည်းလေးချက်ပြီးပြောပေးမယ်ဝတ္ထုမှန်တယ်များချက်ပြီးပြောမှာပါပဲရထပါဠဝတ္ထုလေးကစိတ်ဝင်စားဖို့လည်းကောင်းတယ်ဗျပြီးတော့အတူယူစရာလည်းကောင်းတယ်ရထပါဠကုရုတိုင်းမှာထုံလာကောဋ္ဌိကရွာဆိုတာရှိတယ်အဲ့ဒီရွာမှာသိချမ်းသာတဲ့တထေသားတယောက်ပဲဘယ်လောက်ထိပြောစမြန်ဖြစ်တယ်လဲဆိုရင်ကောရဗျမင်းကြီးကတောင်မှသူ့ကိုအားကြတယ်ချမ်းသာတရားကြတော့တဲ့ဘုရားကကုရုတိုင်းထုံလာကောဋ္ဌိကရွာကိုရောက်တဲ့အခါမှာတရားဟောတာကိုဘုရားရောက်တဲ့နေရာမှာတရားဟောတာထုံးစံတစ်ခုပါပဲအဲ့ဒါတရားသွားနာပြီးတော့ဘုရားကိုလျှောက်တယ်ရှင်ဘုရားတပည့်တော်တရားဝတ်ခြင်းပါတယ်မှန်တာပေါ့ကောင်းလွန်တဲ့အကျင့်တစ်ခုကိုကျင့်ဖို့ဆိုရင်ရှုပ်ထွေးတဲ့လောကထဲမှာနေလို့မသိတော့ဘူးဒါကြောင့်ဉာဏ်ဝတ်ခြင်းတယ်ပေါ့ဘုရားမေးတယ်ဉာဏ်ဝတ်ခြင်းတာတော့ဟုတ်ပါပြီတဲ့မိဘတွေကခွင့်ပြုလားရှင်ဘုရားရဲ့ဒီတော့တရားလာနာတဲ့အချိန်မှာမိဘမပါတာဆိုတော့မိဘခွင့်ပြုချက်မရှိသေးဘူးပေါ့အေးကွယ်မိဘခွင့်ပြုချက်မရှိတဲ့သားသမီးကိုဉာဏ်ဝတ်ပေးတယ်ဆိုတာသာသနာထုံးစံမဟုတ်ဘူးဒါဆိုရင်ဒီတော့အိမ်ပြန်ပြီးတော့ခွင့်တောင်းမယ်အိမ်ပြန်ပြီးခွင့်တောင်းတာဆန့်ကျင်ဘက်ပဲသူစိတ်ကူးထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်ရတာဒါရဲ့ဒါလေတည်သွားမယ်ဆိုတော့မှတဲ့မိဘကမတတ်တာလို့လက်လွှဲရမှာအသက်ရှင်ရဲ့နဲ့မိဘနဲ့ခွဲပြီးနေတဲ့သားသမီးကိုလိုချင်ဘူးဒါကြောင့်မိဘနာမှာမနေပါဘလို့မှဖြောင်းပြလို့မရဘူး
အဲ့ဒါနဲ့ဆန္ဒပြတာပေါ့ဆန္ဒပြတယ်လို့အတန်ကိုကြားပြီဆိုရင်လေဗမာတွေကလက်ရင်လက်တယ်ဆန္ဒပြရတယ်ဆန္ဒထုတ်ပေါ်တာလေကိုဖြစ်ချင်တာလေးကိုပြောတာကိုဖြစ်ချင်တာကိုလုပ်ပြတာကိုဖြစ်ချင်တာကိုတင်ပြတာဒါဆန္ဒပြတာပဲရှင်သာရိပုတ္တရာရှမုန်လတို့တော်မှာဆန္ဒပြဖို့တယ်အခုခေတ်မှာလေဘုန်းကြီးတွေဆန္ဒပြရင်အပြစ်ပြောရင်ပြောမှာပေါ့အဲ့ဒီခေတ်ကဘုရားရှင်ကိုယ်တိုင်ကဆန္ဒပြခိုင်းတာဘယ်သူမှကြောက်မှာမဟုတ်နော်ဆန္ဒပြတာအပြစ်ကြီးတစ်ခုလို့ထင်တတ်တယ်ဆိုပါစို့ရတ္တပါဠခဏထားပြီးတော့ရှင်သာရိပုတ္တရာရှမုန်လတို့ဆန္ဒပြတဲ့အကြောင်းလေးပေါ့နော်ဒီဘက်ကနေပြီးတော့ဘုရားကိုသွားလျှောက်တာရဟန်းမှန်တယ်မြတ်တသက်လုံးစားရမယ်ဆိုတာကြိုက်ရင်စားလိမ့်မကြိုက်မစားနဲ့ပေါ့ဒါမျိုးလောက်ရမှာမဟုတ်ဘူးရဟန်းမှန်ရင်တသက်လုံးစားရမယ်ရဟန်းမှန်ရင်တော့မှပဲနေရမယ်ရဟန်းမှန်ရင်သင်္ကန်းသုံးထည်ပဲလက်ခံရမယ်ရဟန်းမှန်ရင်ဆုံးခံစားရမယ်ဆုံးခံစားတာကိစ္စမရှိဘူးလေတကားသဒ္ဓါတရားရှိလို့ကပ်ပြီးဆိုဘယ်လိုလုပ်မလဲပိုးစုံလုံးဝမစားဘူးတော်တော်ကြောက်စရာကောင်းတဲ့အချက်တွေသွားတင်ပြတော့ဘုရားကနေပြီးတော့တားတယ်ငါဘုရားသာသနာမှာတားမယ်ရာကကိလေသာပဲရှိတာဟိုကမစားရဘူးဒီကမစားရဘူးတားစရာမလိုဘူးအဲ့ဒါကိုလေသူကနေပြီးတော့ရာဇဂိုမှာလက်ကြော်ညာတာကိလေသာကင်းစင်တဲ့ဘုရားဖြစ်တယ်လို့ပြောနေတဲ့ပုဂ္ဂိုလ်တယောက်ကခေါင်းပါတဲ့အကျင့်ကိုကျင့်ဖို့ရှောက်တင်တဲ့အခါမှာကျတော့ညှင်းဆန်တယ်ဒါလာကိလေသာကင်းတာယုံတဲ့ပုဂ္ဂိုလ်လည်းယုံတာပဲဟုတ်တာပေါ့ဘုရားဆိုတာကျင့်နာမယ်လေသနာမယ်လေစာနာမယ်လေဟုတ်တာပေါ့လူတွေကမသိတာဦးဇင်းတော်ဘုန်းကြီးတွေကလေဒိဋ္ဌသုတ္တပရိသင်္ကိတခေါ်တယ်ဒိဋ္ဌမြင်တဲ့အသာသုတ္တကြားတဲ့အသာပရိသင်္ကိတယုံမှတဲ့အသာဆိုတဲ့အသာတော့မျိုးမစားရဘူးဒိဋ္ဌမြင်တဲ့အသာဆိုတော့ကိုရှိမှတတ်တာမြင်မစားဘူးသုတ္တကိုအတွက်တတ်တယ်ဆိုတာကိုကြားရင်လည်းပဲမစားဘူးပြီးတော့လေစိတ်ထဲမှာတန်တရားရှိနေမစားဘူးမနေ့ကချက်ကိုငါမြင်တယ်အခုချက်ကိုမမြင်ဘူးဒီဟင်းကမနေ့ကကြက်လားမသိဘူးတန်တရားရှိနေစားရအောင်ထေရဝါဒမှာတတလောဝါဒကိုပထမဆုံးတည်ထောင်တာဒီရပဲအဲ့ဒါနဲ့လေသူကလည်းပြောတော့ဘုရားရှုတ်ချတာပေါ့ဗျာဘုရားကနေတော့ပြန်ပြီးတော့လည်းပြောရတယ်အဲ့ဒီဝါဒအလုံးကဒေဝရဟာယဟန်ဟောထားတာဟုတ်တယ်မှန်တယ်လေအတ္တတတည်သွားတာတိတ်ခါချမသွားဘူးသူထွက်ဘူးလေယဟန်ဝတ်နဲ့ပြောတဲ့စကားမှန်တယ်များဘုရားရဲ့စကားလို့ထင်တတ်တယ်ဗမာတွေလည်းဒီလိုပဲထင်မှာပါပဲသူကဘုန်းကြီးလေဘုန်းကြီးဆိုတော့ဘုရားစကားပြောတာဖြစ်မှာပေါ့တခါကျရင်လေကိုယ့်ရဲ့အတ္တကိုရှေ့တန်းတင်ပြီးတော့ဘုရားပြောတလူလူနဲ့လောက်တတ်တာလည်းရှိတတ်ပါတယ်အခုလည်းဒီတိုင်းပဲဝတ်ထားတာတော့ယဟန်ဝတ်ပဲဒါပေမဲ့ဘုရားရဲ့လူကြလောက်တာမဟုတ်ဘူးဒေဝရန်ပြောသည်များဒေဝရန်လုံးသည်များဒီဒေဝရန်တို့နဲ့ဆိုင်တယ်ဘုရားနဲ့မဆိုင်ဘူးဒါပေမဲ့ခက်တာကအခုခေတ်လိုတီဝေရှိသွားပြီးတော့ကြွညာလို့လည်းမရဘူးအဲ့ဒါနဲ့ဘုရားကနေပြီးတော့ရှင်သာရိပုတ္တရာတို့ခေါ်ပြီးဆန္ဒပြခိုင်းတယ်လိုက်ပြောလူတွေရွာတွေသွားပြောဒေဝရလုံးသည်များအပြစ်ဟာသာသနာနဲ့မဆိုင်ဘူးသူချက်လို့သူလောက်တာသူပြည့်ရသူခံလိုက်မယ်တို့သာနာနဲ့ဘာမှမဆိုင်ဘူးဆိုတာမျိုးပေါ့နော်ဒါကြောင့်ရှင်သာရိပုတ္တရာတို့ရှင်မောင်လန်တို့လည်းဆန္ဒပြဖို့ပါတယ်ဒါကြောင့်ဆန္ဒပြတာထူးဆန်းတော့မဟုတ်ဘူးတတ်တာဖြစ်တာတော့ထူးဆန်းတာပေါ့လေအခုလည်းဒီတိုင်းပဲရထပါဠတို့အသာပြလိုက်တဲ့ဆန္ဒတနက်နှစ်မစားဘူးတရက်နှစ်ရက်မစားဘူးဒီလိုနဲ့ဗျာ6ရက်မြောက်လောက်ပေါ့တော်တော်လေးခံခံပါဗျာပိုက်စားတတ်တဲ့လူစဉ်ပိုသိမှာပေါ့တငယ်ချင်းတွေလာတော့လေတငယ်ချင်းလည်းပြောပါတယ်တငယ်ချင်းသာသန်ပါဘာဖြစ်တယ်မှတ်လို့လူဘောနဲ့ကုသိုလ်လုပ်လဲရတာပါပဲအေးနင်တို့လူချင်းတဲ့ကုသိုလ်မျိုးငါမလူချင်းဘူးလေလူတော်များများလူချင်းတဲ့ကုသိုလ်ပါလေရတဲ့ကုသိုလ်လူချင်းတာလုပ်တဲ့ကုသိုလ်မလူချင်းဘူးချမ်းသာမယ်ဆိုရင်အဲ့ဒီကုသိုလ်လူချင်းတယ်လူဖြစ်မဲ့နတ်ဖြစ်မဲ့ဆိုရင်အဲ့ဒီကုသိုလ်လူချင်းတယ်ဗြဟ္မာဖြစ်မဲ့ဆိုရင်အဲ့ဒီကုသိုလ်လူချင်းတယ်နိဗ္ဗာန်ရမယ်ဆိုရင်လည်းစဉ်းစားတယ်ကိုယ်တိုင်မေ့ကြည့်ပေါ့နော်
ဦးဇင်းတော်စကားအသာပြောတာဆန္ဒပြင်းပြတာမဟုတ်ဘူးနိဗ္ဗာန်လိုချင်ပါတယ်လို့ပြောတာပဲရှိတာနိဗ္ဗာန်တကယ်လိုချင်တာမှမဟုတ်ပဲကိုဒါကြောင့်ဒါနလုပ်ပြီးဆိုရင်လေဘယ်တော့ပဲဆင်းရဲဒါနကိုတော့ပြောင်းလုပ်တယ်ဘာဖြစ်လို့နောက်ဘဝဆင်းမှကြလို့တကယ်ကလေပစ္စည်းမရှိလို့ဆင်းတာတဲ့ခန္ဓာရှိလို့ဆင်းတာပို့ဆိုတယ်လူတွေကပစ္စည်းမရှိရင်ဆင်းရဲတယ်လို့ပဲထင်တာသင်္ချမ်းကုန်းမှာရှိတဲ့သတော်အားလုံးသွားကြည့်လိုက်သေးတဲ့မသားပဲပြောကြပါတော့အဲ့ဒါလူချမ်းသာပဲသေးတာမဟုတ်လူဆင်းပဲသေးတာမဟုတ်လူမှန်သမျှသေးတယ်ချမ်းသာတဲ့လူပဲယောဂဖြစ်တာမဟုတ်ဘူးဆင်းတဲ့လူပဲယောဂဖြစ်တာမဟုတ်ဘူးချမ်းသာဆင်းရဲအကုန်ယောဂဖြစ်တယ်ဒါတည်းမကဘူးချမ်းသာတဲ့လူပဲအိုတာမဟုတ်ဘူးဆင်းရဲတဲ့လူပဲအိုတာမဟုတ်ဘူးတူတူပဲဦးဇင်းတော်ကလေပစ္စည်းမရှိတိတ်ကြောက်တာခန္ဓာရှိတာမကြောက်တကယ်ခန္ဓာရှိရင်ကြောက်စရာအကောင်းဆုံးပဲဓမ္မစကြာမဟောတာပဲပိစုပါဒနဲ့ခန္ဓာဒုက္ခရူပခန္ဓာဝေဒနာခန္ဓာသင်္ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခေါ်တဲ့ခန္ဓာ၅ပါးဒုက္ခပဲဟုတ်ကိုဗျလူတွေကလေရုပ်ခန္ဓာပဲဒုက္ခလို့ထင်တာနာမ်ခန္ဓာလည်းဒုက္ခပဲလေဝေဒနာခန္ဓာခံစားရတဲ့ဒုက္ခပဲသင်္ညာခန္ဓာမှတ်သားရတဲ့ဒုက္ခပဲဟုတ်တယ်ကိုမကြက်တဲ့လူတယောက်အကြောင်းကိုနားထောင်ရတာကိုမကြက်တဲ့လူတယောက်အကြောင်းကိုသိနေရတာမှတ်ထားတာသိပင်ပန်းနေပြီအေးဘောလေဖြစ်တတ်တဲ့ပုံကိုဆိုရင်ကိစ္စမရှိဘူးပေါ့တော်တော်ခက်ခဲပါတယ်ဒုက္ခတွေကြီးပဲအဲကြောင့်လူတွေကလေပစ္စည်းဆင်းမှကြောက်တယ်ခန္ဓာရပြီးဆင်းမှမကြောက်ဘူးဒါကြောင့်ကုသိုလ်လုပ်တဲ့အခါမှာလူချမ်းသာနဲ့ချမ်းသာပြမချမ်းသာသိတန်တာတယ်တလောကပညာရှင်တယောက်နဲ့တွေ့တယ်သူကနေပြီးတော့ဘုမပြည်မှာလိုက်လေ့လာတာပေါ့လေသူကဘိသုကပညာရှင်ဘုမပြည်မှာအဆောင်ကောင်းကောင်းမရှိတာဘာကြောင့်ပါလိတ်ဆိုတာကိုလိုက်လေ့လာတဲ့အခါမှာဘုမတော်တော်များများကဒီဘဝဆိုတာလည်းနောက်ဘဝပိုပြီးတန်တာတယ်ဒီဘဝဆင်းရဲနေမယ်ဒါပေမဲ့နောက်ဘဝကျတော့ဆင်းရဲမခံနိုင်ဘူးဒါကြောင့်မို့ပိုက်ဆံကိုစုပြီးတော့နောက်ဘဝညှို့နှင်းခြင်းနဲ့ကုသိုလ်စွတ်ဆက်လို့တော့ဒီဘဝမှာမချမ်းသာဘူးဗုဒ္ဓကလေမဆွဲလန်းဘူးပဲပြောတာမသုံးအောင်ပြောတာမဟုတ်ဘူးသုံးပါပစ္စည်းဥစ္စာရှိမလားဝဲသုံးမတရားတာမလုပ်နဲ့လောဘရှိလို့ရတယ်ဝိသမလောဘရှိလို့မရဘူးဒါကိုတော့နားလည်ဖို့လိုတယ်ဒေါသတော့ရှိမှာပဲဒါပေမဲ့ပြပါဒရှိလို့မရဘူးပြပါဒဆိုတော့သူများကိုဖန်ဆီးနှိမ့်ဆက်ပြီးဒုက္ခပြီးတော့မှာဒါတော့သိဖို့လိုတာပေါ့နော်ခက်တာကလေဥစဉ်တော့လိုချင်တဲ့ဆန္ဒနဲ့ကုသိုလ်လုပ်တဲ့ပုံကိုယ်တွေဆိုတော့နောက်ဘဝဘာဖြစ်မဲ့ဆိုကိုယ်ကသိတာမဟုတ်ဘူးရေကိုယ့်ရဲ့ကုသိုလ်အားလည်းပဲဗျာတကယ်ဒီအဘိဓမ္မာသဘောနဲ့ကြည့်မဲ့ဆိုရင်ကုသိုလ်စစ်တာထက်ကုသိုလ်ဖြစ်ယုံကပိုများတယ်ဗျကုသိုလ်ဆိုတာအလုပ်ကိုပြောတာမဟုတ်ဘူးရေဖြစ်လာတဲ့စိတ်ကိုပြောတာဒါကိုနားမလည်တဲ့ပုံကိုယ်တွေကတော့ပြောတာပေါ့လေလူဘဝနဲ့ကုသိုလ်လုပ်လေရတာပါပဲမတူဘူးသူတို့ကလိုချင်တဲ့ကုသိုလ်ကိုကလိုချင်တဲ့ကုသိုလ်လိုချင်တဲ့ကုသိုလ်ဆိုတာလူဘဝနဲ့လုပ်လို့ရတာပေါ့လိုချင်တဲ့ကုသိုလ်ကြတော့လူဘဝနဲ့လုပ်လို့မလွယ်ဘူးရေကိုကတရားထိုင်ခြင်းတဲ့မိဘကခိုင်းเสียရှိလို့ခေါ်ခိုင်းပြီဆိုရင်ဘယ်လိုလုပ်မလဲဒါကြောင့်မို့ရည်ရွယ်ချက်မတူတဲ့ပုံကိုနှစ်ယောက်ရဲ့တွေ့ပြီဆိုရင်လေညင်းเสียပဲဖြစ်တာပဲအခုလည်းတကယ်ချင်းကပြောတာပေါ့ဟိုကပြလိုက်တယ်လေမတူဘူးဆိုတဲ့အကြောင်းဒီနေ့တော့မကောင်းဘူးဒီလိုတော့အသိခံပြီးတကယ်လုံးမဲ့လူပဲဆိုတော့သဘောပေါက်သွားတယ်ဆန္ဒပြင်းပြတာကိုအဲ့ဒါနဲ့လေသူတို့မိဘသွားပြောတာပေါ့ဘိုးတို့ဖွားတို့ခွင့်ပြုမှရမှာဘာလို့ခွင့်ပြုမှာတော့ခွင့်မပြုရင်သိမှာဗျဒီကောင်ဆန္ဒတော်ပြင်းပြတာဘိုးတို့ဖွားတို့ပဲစဉ်းစားကြည့်ပေါ့တဲ့သိတော့နောက်ထပ်တွေ့ဖို့မလွယ်ဘူးလေရှင်နေမှတွေ့လို့ရမှာဒါဆိုရင်ငါတို့ဂတိတစ်ခုတော့ပေးရမယ်ဘာဂတိလဲရန်ဝပြီးမိဘစီကိုပြန်လာမယ်ဆိုတဲ့ဂတိအဲ့ဒါနဲ့ဒီဆင်ပြေသွားတာပေါ့နော်ခုနှစ်ရက်မြောက်နေ့ရောက်လာတဲ့အခါမှာသူတို့ကတော့ပြောတာတကယ်ကြီးမင်းကတော့ကံကောင်းသွားပြီမင်းမိဘမင်းခွင့်ပြုလိုက်တယ်ဒါမှဂတိတစ်ခုတော့တောင်းတယ်ပေါ့ရန်ဝပြီးရန်ဖြစ်ပြီးရင်အိမ်ပြန်လာမယ်ဆိုတဲ့ဂတိဟိုပေးတာပေါ့အဲ့ဒါနဲ့ရန်ဝသွားတာကုရုတိုင်းမှာမနေဘူးဖះနောက်ကိုလိုက်ပြီးတော့တာဝတိမှာသွားနေတာတာဝတိမှာမကြပါဘူးရန်နာဖြစ်တာပေါ့စန္ဒဟိုဗျစန္ဒိတိဘက်ဆိုစန္ဒအိတိဘက်စန္ဒကပြင်းပြန်လို့တာဖြစ်တဲ့အတွက်
တမာတိကိုတည်ကြအောင်လုပ်တယ်ဝိရိယကစိုက်ထားတာဖြစ်တဲ့အတွက်ခန္ဓာမှာရှိတဲ့သဘောတရားကိုသိပြီးတော့လေလောဘဒေါသမောဟကင်းပြီးယန္တာဖြစ်သွားတာယန္တာဖြစ်ပြီးတဲ့နောက်မှာသူ့ကိုယ်သူရဲ့စိတ်ချပြီးကိုဖျားသွားလျှောက်တယ်အရှင်ဘုရားတပည့်တော်မိဘရှိရဖြစ်တဲ့နေရကိုပြန်ကျင်ပါတယ်ဖျားလည်းပဲခွင့်ပြုတာပေါ့ကြည့်ပြီးသားလေပုရုဇဉ်ဘဝနဲ့သွားမယ်ဆိုရင်တော့ဒီယန္ဖြစ်စီခံရမှာတခြားလူဖြစ်စီမှာမဟုတ်မိဘဖြစ်စီမှာအောစရာပဲလူတွေကတွေးမှာပေါ့နော်မိဘပဲမိဘကချမ်းသာတာပဲလိုချင်တာရမ်းဝတ်တာမလိုချင်ဘူးကိုယ်တည်းမိဘဖြစ်ရင်နည်းနည်းစဉ်းစားကြည့်ငါသားကိုဘုံကြီးဖြစ်စေချင်တာလားငါသားကိုလူချမ်းသာဖြစ်စေချင်တာလားဆိုတာယူစသားမေ့ကြည့်ပါမိဘတိုင်းဟာသားသမီးချစ်တာမှန်တယ်ဒါပေမဲ့ငြိမ်းချမ်းစွာနေပြီးတော့အဝေးမှာနေတဲ့သားသမီးမလိုချင်ဘူးဘာဖြစ်လို့ငြိမ်းချမ်းမှုကကြွားစရာမှမရှိပဲနဲ့ငါသားဖုံးဖုံးနေရလေဆိုတာကြွားစရာမှမရှိတာငါသားတတိလေငါသားအာနာရှင်လေငါသားအာနာရှိတယ်လေဒါကြွားလို့ရတယ်လေသူတို့နာဘရင်ကိုကြည့်ဩသူရဲ့သားတိရထားမင်းသားကိုလေဖျားဖြစ်စေချင်တာမဟုတ်ဘူးဒါကြောင့်မို့မိဘတွေမှာအတ္တဒိဋ္ဌိတွေရှိတယ်ဆိုတာမမေ့ဖို့မိဘကချစ်တတ်ပါတယ်ဘယ်သူအတွက်တော့ကိုယ်အတွက်ချစ်စရာရှိရင်ချစ်ပါတယ်ကိုယ်အတွက်ချစ်စရာမရှိဘူးဆိုရင်တော့ချစ်စီတတ်ပါတယ်ဒါကိုဘုရားသိနေတဲ့အတွက်ကြည်လိုက်တဲ့အခါမှာယန္နာဖြစ်ပြီးသားယန္နာဖြစ်ပြီးသားပုဂ္ဂိုလ်တရားပါဖြစ်စီမခံရတော့ပါဘူးဒါနဲ့ဘုရားပြောလိုက်တာပါရတယ်သွားတဲ့အခါမှာကုရုတိုင်းရောက်ကုရုတိုင်းမှာကကောရဗျာမင်းရှိတယ်ကောရဗျာမင်းပိုင်တဲ့ဥယျာဉ်မှာခဏတရင်တော့ပြီးတော့အိမ်ကိုသွားတာပေါ့အိမ်သွားတဲ့အခါမှာလေသူ့ဖေကဆဲလော့တာသူ့သားလိုမမှတ်မိဘူးဟောသူ့ဖေရဲ့တွေ့ထဲမှာဒီလိုဖုန်ကြီးတွေကြောင့်ငါသားဖုန်ကြီးဝှချင်စိတ်ပေါက်တာဖုန်ရဲ့လူယုံမာတွေဆဲလော့တာဆက်ခံတာသူများမဟုတ်ဘူးသူသားကိုယ်တိုင်ဆက်ခံတာဆုံးမလောင်းတဲ့အပြင်ဆက်လို့လိုက်တာအဲ့ဒါနဲ့ဆုံးမရပြန်လာတဲ့အခါမှာသူတို့အိမ်မှာမနေ့ညကထမင်းသို့သွားလို့ဆိုပြီးတော့အိမ်ဘွားလာသွန်တဲ့ချိန်မှာဒီမလေးဒီထမင်းဘာလို့မှလဲရှင်ပြသွန်ပြစ်မှာပါအိုးသွန်ပြစ်မနေနဲ့ဦးစင်းတပိတ်တဲ့ထက်ပေါ့တပိတ်ကိုဖွင့်ပြလိုက်တဲ့အခါမှာအတန်လဲရိပ်မိတယ်လက်ချေကိုမူရလဲရိပ်မိတယ်ဆိုဒါဟာရထပါလာဒီလိုသားပဲအဲ့ဒါနဲ့လေအိမ်ပြန်ပြီးတော့သွားပြောတယ်ဒကမကြီးပြောတဲ့အခါမှာဒကမကြီးကသူ့ဖေကိုပြောတာပေါ့အဲ့ဒါနဲ့အပြေးလိုက်လာတာမိပါတယ်စွန့်စားနေတဲ့အချိန်ဘာဖြစ်လို့အတူကြီးစားတာလဲဒီတော့အိမ်ကလူလိုက်တာပဲလေသူကပြောတာပေါ့အိမ်ကိုလာပါလားအိုးအိမ်လာတာပဲဆွမ်းရဖို့နေတာဆက်ခံတာလေရှင်ပြရဲ့မနေ့ဖန်ကြရင်စွန့်စားကြွပါဆိုတော့မနေ့ဖန်ကြွတာပေါ့တကယ်ကိုဗျာပုံစံအစုံတဲ့ကိုဖြားရောက်တာဥစ္စာမိတ်မှာထွေထွေပြပြီးတော့လေဖြားရောက်တာတရားနာဖြစ်နေလို့ပေါ့အဲ့ဒါနဲ့တထပါဠမထေရပြောတာပေါ့ဥစ္စာမိတ်မှာထွေထွေပြပြီးဖြားရောက်မှာလားဆုံးကတ်မှာလားရှင်ပြရဲ့ဆုံးကတ်မှာပေါ့မတတ်နိုင်ဘူးလေဆုံးစားပြီးပြန်လာတဲ့အချိန်ဥယျာဉ်မှာတရင်တောင်းနေတာအဲ့ဒီချိန်မှာပဲကောရဗျာမင်းကြီးကနေပြီးတော့ဥယျာဉ်ထဲကိုခဏသွားခြင်းတယ်ပေါ့သူရဲ့ဥယျာဉ်မို့လှုပ်လိုက်တာဥယျာဉ်မို့ကလာရှင်းတဲ့အချိန်မှာဥယျာဉ်ထဲမှာရထပါလာမထေရကိုတွေ့တော့ဝန်တာပြီးတော့ချက်ချင်းပြန်ပြေးတာဘာဖြစ်လို့ဆိုတော့ကောရဗျာမင်းကလေသူ့သိအားကြနေတာငငယ်ရွယ်နဲ့ရဟန်းဝတ်သွားတာပစ္စည်းဥစ္စာပြည်စုံပိုင်းနဲ့ရဟန်းဝတ်သွားတာချစ်သူခင်သူပေါ်ပါရဲ့နဲ့ရဟန်းဝတ်သွားတာကိုသိတဲ့ဘောကြတာဒါမဲ့ဘာကြောင့်ဝတ်တာဘာလေးဆိုတာသူသိကျင်တယ်အဲ့ဒါနဲ့ချက်ချင်းပြန်သွားတဲ့အခါမှာဟဲ့ဥယျာဉ်ပြင်ပြီးသွားပြီလားဆိုအရှင်မင်းကြီးအရှင်မင်းရဲ့ဥယျာဉ်ထဲမှာတိတ်ပြီးတော့တွေးကျင်ပါတယ်ဆိုတာရထပါလားမထေရောက်နေတယ်ဒါဆိုသွားကြတာပေါ့ချက်ချင်းရောက်ချလာနောက်တစ်ခါမှမေးတာပေါ့ရှင်ဗျာဒီဘုံမှာလေမေကုန်းတွေစီးနေတာပဲရတဲ့တခါကြီးမေးပါရှင်ဗျာတို့မေးစရာမေကုန်း၄ခုရှိပါတယ်နံပါတ်1လူတွေဟာတဲ့အိုမရန်ဝတ်ကြတာနော်အိုပြီဆိုရင်စီးပွားကြီးပွားနဲ့ပတ်သက်ပြီးထို့တန်လည်းလုပ်ဖို့မလွယ်သလိုရှိပြီးသားလို့ထိတ်ဖို့လည်းမလွယ်ပါဘူးဗျာအဲ့ဒီပုံကိုယ်တွေသာရန်ဝတ်လေးရှိတယ်နံပါတ်2ယောဂဖြစ်တဲ့ပုံကိုယ်တွေယောဂဖြစ်ပြီဆိုရင်စီးပွားကြီးပွားကြီးထိတ်ဖို့တော့မလွယ်ဘူးဗျာ
စီးပွားရေးအောင်မြင်ဖို့လည်းလုပ်ဖို့မလွယ်တာဖြစ်တဲ့အတွက်ရဟန်းဝကြတာဒီကတွေ့ရတာပေါ့ပြီးတော့နံပါတ်3စီးပွားပြည့်ရင်လည်းပဲရဟန်းဝတတ်ပါတယ်ရှင်ပြရဲ့စီးပွားပြတ်သွားတဲ့အခါမှာလှုပ်လို့ဖို့သာအဆင်မပြေတော့ဘူးသူပြောတဲ့ပုံစံအဆင်မပြေဘုန်းကြီးဝတ်တဲ့ပုံစံမျိုးဖြစ်နေတာနော်အေးလေကိုမလည်းပြောစရာမရှိဘူးဟုတ်တယ်လို့ပဲထားလိုက်ပေါ့စီးပွားပြည့်ရင်လည်းပဲတဲ့ရဟန်းဝတ်တဲ့ပေါ့နောက်ဆုံးကတော့ဆွေမျိုးတွေဒုက္ခရောက်တော့ပျက်စီးသွားတဲ့အခါမှာအထိကြံပြီးတယောက်တည်းကြံပြီးဆိုရင်တော့ဘုန်းကြီးဝတ်တတ်ပါတယ်ဒါပေမဲ့လေးတဲ့ရှင်ပြကြည့်ရတာချမ်းသာလိုက်တာမှလွန်ရောအရွယ်ကလည်းငယ်ငယ်လေးရှင်ပြဆိုအိုလည်းမအိုသေးဘူးနားလည်းမနာသေးဘူးစီးပွားလည်းပြတ်တာမဟုတ်ဘူးပြီးတော့ဆွေမျိုးမရှိတာလည်းမဟုတ်ဘူးဒီလောက်ပြေးစုံပါရဲ့နဲ့ဘာဖြစ်လို့ရမ်းဝတ်တာလဲဗျအဲ့မှာသူကတရားသွားနာတော့အကြောင်းလေးသူပြောပြတာထုံနာကောတိကရွာကိုဘုရားကြွားတဲ့အချိန်သူတရားသွားနာတော့စကားလေးခုံကိုကြားလို့ရမ်းကိုဖြစ်သွားတာရှင်ပြရင်ဘာတွေလဲနံပါတ်1အိုရာရနာရာရတော်တော်မှာအမြဲတမ်းရှင်းနေတယ်ဒါကြောင့်မို့ဓာကြီးကမို့အောင်မနာအောင်ဆိုလို့လို့မရဘူးအဲ့ဒါကိုသိတဲ့ဘောမကြဘူးဘုရင်ကြီးကရှင်ဖေရနည်းနည်းရှင်းလို့ရမလားရတာပေါ့တခါကြီးငယ်ရွယ်စဉ်ကာလကအရှင်မင်းသားဘဝနဲ့နေခဲ့ဘူးမှာပေါ့နေခဲ့ဘူးပါတယ်ဗျာပညာလည်းသင်ခဲ့ဘူးမှာပေါ့သင်ခဲ့ဘူးပါတယ်စစ်လက်တက်ခဲ့ဘူးမှာပေါ့တက်ခဲ့ဘူးပါတယ်ဒီတော့အသက်25နှစ်လောက်မှာစစ်တိုက်တာလေကိုနတ်သားတစ်ပါးလို့ကိုထင်တာတဲ့လှင်မြန်လိုက်တာဗျာတဲ့စစ်ပွဲပေါင်းများစွာကိုတိုက်ခဲ့ဘူးတာပေါ့အလွယ်တကူနိုင်ယူခဲ့တယ်ကိုလည်းပဲတိတ်ထင်ကြီးခဲ့တာဟောဘေးတကားကြီးအခုရောအဲ့ဒီစစ်ပွဲမျိုးတိုက်မဲ့ဆိုရင်ဆင်ပြေသေးလားရှင်ပြရေဘယ်ဖြစ်တော့မလဲဗျဒီတော့အသက်80ရှိပြီလေအေးအဲ့ဒါပဲငွေရစဉ်ကရခဲ့သမျှအရာအလုံးကဆုံးရှုံးသွားပြီဘယ်တော့မှတည်မြဲမှာဟောဘူးအသက်ကြီးလာပြီအလုံးဆုံးရှုံးတယ်မျက်စိအမြင်လည်းဆုံးရှုံးတယ်နားကြားလည်းဆုံးရှုံးတယ်အသက်ရှူတာလေးတော့ကံကောင်းစားတာလည်းဆုံးရှုံးတယ်ဗျငယ်ကလို့ကြောက်ခဲဝါတာတော့မှအစာကြီးတဲ့ထက်မှမပါတော့ဘူးဘာလေးစားလိုက်ယောဂဖြစ်ဖို့ကသိလို့တယ်ဒါတင်မလားဆိုမဟုတ်ဘူးဗျသုံးတဲ့ပစ္စည်းလည်းသိစင်မပြေဘူးအဲ့လိုလည်းမကောင်းတော့ဘူးအဲ့ဒီအခြေအနေကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်တရားအလုံးဆုံးရှုံးသွားပြီလေအဲ့ဒါကိုတန်ဝေကရမိတယ်ဒါနံပါတ်1ပေါ့နံပါတ်2ကတော့လူတွေဟာလေတဲ့အာကိုရမိကိုကအစစ်ဆိုတာမရှိဘူးရှင်ဘုရားဒီစကားတရားလက်မခံဘူးဗျဒီတော့ဘေးနော်ပြောအဆောင်ဆောင်သိမ်းများတာစစ်တပ်တွေအများကြီးရှိတယ်ဝိုင်းထားတာတရောပြီးတော့ဒုက္ခပေးမလို့တရားမှမရှိဘူးအာကိုရမရှိဘူးကာကွယ်မရှိဘူးဆိုတော့မဟုတ်ဘူးဗျမဖြစ်နိုင်ဘူးဒါဆိုတကားကြီးမေးကြည့်မယ်တကားကြီးနေမကောင်းဖြစ်ဘူးလားဖြစ်ဘူးတာပေါ့ဗျာတခါဖြစ်တာလေသေမတက်ဖြစ်တာဒီတော့မိဘတွေကလည်းသေပြီလို့ထင်တာဒီတော့ဆွေမျိုးတွေကလည်းသေပြီလို့ထင်တာဟုတ်ပြီအဲ့ဒီအချိန်မှာတကားရဲ့မိဘတွေတကားရဲ့ဆွေမျိုးတွေကအဲ့ဒီယောဂကိုမျှဝေပြီးတော့ခံစားလို့ရလားရှင်ပြရေပဲရမယ်တယောက်တည်းခံရတာပေါ့အေးအဲ့ဒါပဲအာကိုရမရှိဘူးကိုခံရတာလူကလေသူများသိအာကိုကျင်တာသူများမရှိမနေတတ်ဘူးတဲ့လောကကြီးတစ်ခုလုံးမှာတရားမှမရှိဘူးကိုတယောက်တည်းကြံမယ်ဆိုရင်ကောနေမှာလားမေးကြည့်လေလူကလေတယောက်တည်းနေတတ်အောင်ဘယ်တုန်းကမှမကြိုးစားဘူးအဖော်နဲ့နေတတ်အောင်ပဲကြိုးစားတယ်အဲ့ဒီဖော်တွေကအမြဲတမ်းမဟုတ်ဘူးရဲ့ပြီးတော့လေကိုလိုလိုက်မယ်လို့မထင်နဲ့ယောဂဖြစ်ကြည့်ကိုအစာလေးကျွေးပြီးတော့လူနာမေးရုံပဲရှိမှာတကယ်ချင်းရဲ့ခန္ဓာရှင်ဒီလိုပဲခံရမှာပေါ့ဒီလောက်ပဲရှိမှာမင်းကြုံနေတဲ့ယောဂငါတဝက်ပဲဒီမှာလည်းအကိုရရှိလို့လားမိဘတွေကတခါကျရင်ပြောတတ်တယ်လာမှဖြစ်နေတဲ့ယောဂအမေကလေမကြည့်ရက်ဘူးအမေသာခံလိုက်ကျင်တာဒါမျိုးလာတာအမေခံကြည့်အဲ့ဒီသားမကြည့်နဲ့ထွက်သွားလူတွေကသိအပ်တာကြည့်တာလုတ်ပိသက်များပြန်မရဘူးဒါမျိုးလာတတ်သေးတယ်အမလေးအစုံပါပဲဒါကြောင့်မို့လောကမှာရှိတဲ့လူသားတွေကတကယ်အာကိုရစစ်
ရှိဖို့အဲ့ဒါအမှန်ပဲဗျဒါပေမဲ့ဦးဇင်းတို့ကအာကိုခြင်းနေမိတာတကယ်အာကိုရမရှိပါဘူးဆိုတာတော့မှအာကိုခြင်းနေတာနော်ပြီးတော့နံပါတ်3လူတွေကတဲ့ပိုင်ဆိုင်မှုလည်းမရှိဘူးယူသွားလို့လည်းမရဘူးဆိုတဲ့စကားဒါကိုကြားလို့တမန်ကရမိတယ်ပေါ့ရှင်ဗျာသူများတော့မသိဘူးဗျဒီတော့ဘင်းဆိုတော့လေမြေပေါ်မြေအောက်ပစ္စည်းအဆုံးရှိတယ်ဗျဒီကတိတ်ပိုင်တာပေါ့တိတ်ဆိုင်တာပေါ့ဒါဆိုရင်တခါကြီးမေးကြည့်မယ်တခါကြီးသိပြီဆိုပါစို့နောက်ဘဝကျရင်ဒီလိုစစ်စင်မျိုးရပါစေဒါမျိုးပဲခံစားနိုင်ပါစေတခါကြီးဖြစ်နိုင်မလားမဖြစ်နိုင်ဘူးဗျာဒါဆိုယူသွားလို့ရောရလားမရဘူးလေဗျာအေးအဲ့ဒါအများနဲ့ဆိုင်တာကိုနဲ့ဆိုင်တာမဟုတ်ဘူးကိုကခဏပဲသုံးခွင့်ရတာခဏတာသုံးခွင့်ရတဲ့အချိန်မှာငါလို့ထင်ပြီးရင်အမှားပဲတခါကြီးရဲ့အဲ့ဒါလည်းအဟုတ်ပဲဗျလူတိုင်းဟာဦးဇင်းတို့ပါဝင်ပေါ့နော်သုံးနေရတဲ့ပစ္စည်းနေရတဲ့နေရအရာအလုံးငါဟာလို့ပဲထင်တာမေးကြည့်လေကိုဟုတ်လားမဟုတ်လားဆိုတာငါဟာလို့ပဲထင်တာတကယ်ငါဟာမဟုတ်တာငါဟာလို့သွားဆွဲနေရင်ကိုပဲဒုက္ခရောက်တာဗျယူရလို့မရတဲ့အရာကိုစုနေမယ်ဆိုရင်လည်းပဲကိုကနေထွက်သွားတဲ့အခါမှာကြံခဲ့တဲ့ပစ္စည်းဆွဲရင်လေပိတ်တာတောင်ဖြစ်အောင်ပါဟိုထုလေးတခုကြောက်ဘူးမလားမသိဘူးဟိုထုထက်မဟုတ်ဘူးထက်တာပေါ့နော်ကြာစီကြုံမှာရှိတဲ့တထေးမတယောက်ပေါ့နော်ပိုက်ဆံသိချမ်းသာတာအပြိုကြီးနောက်ဆုံးတော့ဗျာကောင်လေးတယောက်အန်းထလိုက်တာကောင်လေးကရသွားချင်းကိုပြေးလို့ဟိုကလည်းချစ်ပြမှာပေါ့စောင်းဝင်နေပူစရာမှမလိုတာအာချစ်ပြလေးငါဖြေလေးအဲ့ဒါနဲ့ကောင်လေးကိုပြောတာတယ်ယောက်ျားကြီးဘာစီဝိုင်းမှာလှုပ်เสียမလို့ဘူးမိမပဲစီဝိုင်းလှုပ်ပါမယ်ဒီတဲ့ပိုချမ်းသာအောင်ကျွန်မကြိုးစားပါမယ်ယောက်ျားအေးစေးပေါ့ဒီလိုနဲ့သိသွားတာဗျဆွမေဆွတော့ပိတ်တာဖြစ်ယောက်ျားငငယ်လေးကိုဗျမိမသေးတော့တပင်နဲ့တော့တပင်ထူတာပေါ့ဒေါသဖြစ်တာလေအဲ့ပိတ်တာမကြီးကငါရှာခဲ့တဲ့မြတ်ပစ္စည်းကိုနောက်မိမနဲ့ပြောနေတာလားကြိုက်တယ်လို့ပြောသိတော့မသိဘူးဒီတိုင်းပဲဦးဇင်းတို့ဘဝမှာရှာခဲ့တဲ့ပစ္စည်းမှန်တယ်များကိုယ်ဆိုရင်လေအသက်နဲ့ရင်းပြီးတော့ရှာခဲ့တဲ့ပစ္စည်းရှိကောင်းရှိမှာပါသိရင်သေးပါစေတော့ရှာခဲ့တယ်ဘုသူတွေလည်းကမေးချီအောင်သူများတော့မသိဘူးဗျာဦးစင်းတက္ကမကြီးအမေပေါ့နော်ဆုံးတဲ့အခါမှာမြေလည်းကြီးခဲ့တယ်အိမ်လည်းကြီးခဲ့တယ်ဒီမြေနဲ့အိမ်ရဖို့ဆိုတာဘုမပြည်မှာလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်အတိဆုံးဖြစ်မှာပါလမ်းဘေးမှာဗျကားလမ်းဘေးမှာဈေးလည်းကြီးတယ်လေသူလေ66နှစ်မှာဆုံးရှုံးတယ်ပေါ့သိတယ်ပေါ့ဗျ16နှစ်ကနေတော့ရှာတယ်ပဲဆိုပါစို့ဒီမြေနဲ့ဒီအိမ်သူ့ကိုလေခဏပဲထားတာဒါတော့မှရမ်းအမေမို့လို့3ရက်နဲ့ချကျင်တာ9ရက်ထားဘာဖြစ်တော့9ရက်ထားပေးတယ်ဟောအိမ်မောနေတော့လေလူရတော့ပြောရင်ထမ်းချတာပေါ့တကယ်တော့နှင်ချလိုက်တာပါဘယ်တော့မှပြန်မလာဘူးပိုင်ဆိုင်တယ်ဆိုတဲ့ပစ္စည်းပမာလဲမရှိဘူးအကုန်ထားခဲ့ရတာအဲ့ပစ္စည်းယူသွားလို့မရဘူးဒါကိုမြင်တယ်ဘလောက်ချမ်းသာတာတခါကြီးစဉ်းစားကြည့်ပေါ့ဦးဇင်းတို့ချမ်းသာတာပဲလေဒါရထပါလာသရိုးသားဘွားတော့သိချမ်းသာတာပဲဒါယူသွားလို့မရဘူးယူသွားလို့မရတာကိုတန်းတာပြီးတော့ဆွမ်းလန်းနေမယ်ဆိုရင်ရှုံးတာပဲရှိမှာပေါ့ဒါကြောင့်တမန်ကရမိတာနောက်ဆုံးတစ်ခုတော်အားလုံးကတဏှာကြုံနေပဲပြည့်တယ်ဆိုတာလုံးဝမရှိဘူးတဲ့ဟာရှင်မြတ်အဲ့လိုမပြောနဲ့တဲ့ဒီကဘေးတဲ့အဲ့ဒီအာနာရှိတဲ့ပုံကိုယ်တွေကလေနည်းနည်းကိုထိမခံဘူးအရာရာသူပိုင်တယ်သူဆိုင်တယ်ပဲထင်တာတကုစီရှင်းပြယူရတာကိုသူ့ဘင်းဆိုတော့လေကြည့်ပါလားအကိုရမရှိဘူးအားရှိတာပေါ့ဒီပြောမှာအဆောင်ရှောက်ရှိတယ်လေဒါမျိုးကလာသေးတာနော်အခုလည်းဒီတိုင်းပဲတော်အားလုံးကတဏှာရဲ့ကြုံပဲကြုံလို့ပြောရင်မကြိုက်ဘူးဗျတကယ်ကြုံပဲသူ့လိုသာလိုက်နေရတာကိုယ့်လိုကို
မလိုက်ဘူးရှင်ဗျာဒါလေးတော့ကြောက်ရှင်းမှရမှာနော်ရှင်းပြီးတာပေါ့တခါကြီးခုဘင်းမှတ်လာလို့ဟုတ်တယ်ဗျဒီတော့ကိုရဗျဘင်းဟုတ်ပြီဒီလိုနဲ့ဗျအရှိရက်ကနေပြီးတော့လူတယောက်ရောက်လာပြီမင်းကြီးလာရှောင်းမဲ့ပေါ့အရှင်မင်းကြီးအရှိရက်မှာလေနိုင်ငံတစ်ခုရှိတယ်ဒီနိုင်ငံသိအေဂျင့်တာပြည်စည်းဥစ္စာလည်းပေါ်လိုက်တာပြီးတော့လေအုပ်ချုပ်သူလည်းမရှိဘူးအဲ့လိုရှောင်းမဲ့ဆိုရင်မင်းကြီးအဲ့ဒီနိုင်ငံယူမလားယူမှာပေါ့ဗျာဟုတ်ပြီတနိုင်ငံရသွားပြီဒီလိုနဲ့တောင်ဘက်ကနောက်ဘက်ကမြောက်ဘက်ကလာရှောက်မဲ့ဆိုတော့ယူမှာလားယူမှာပဲဗျာတကားကြီးရင်အခုလည်းဘရင်ဖြစ်နေတာပဲနောက်ထပ်ယူလို့ရောဘာဖြစ်လာမှာမို့လို့ရှင်မြတ်တိုးတက်တာပေါ့မန်ဒါမျိုးဘယ်လောက်တိုးတက်တယ်ပြောဟိုအသက်အိုလာတာပဲရှိတာဒီတဲ့ပိုပြီးဘာမှလုံနိုင်တာမဟုတ်ဘူးရဲ့အခုကဘာမှာနိုင်ငံတွေတော်တော်များများမြေကိုလူကျင်ကြတယ်သူတို့လည်းမဟုတ်ဘူးရဲ့ဒါမဲ့တို့တော့ထင်မှာပေါ့နော်ငါရှိတဲ့ကာလမှာတော့ငါလှုပ်ချင်တာလေးလှုပ်လို့ရသွားမှာအေးကောင်းတာလုံးမရင်ကိစ္စမရှိဘူးမကောင်းတာလုံးလည်းဘယ်လိုလုပ်မလဲအခုတကားကြီးတဲ့တကားကြီးကဘင်းဖြစ်ပါရဲ့နဲ့နောက်ထပ်နိုင်ငံရရင်ယူမယ်လို့ဖြစ်တာတကားကြီးသာသေသွားမှာတဏှာကြုံဘဝနဲ့တကားကြီးဘယ်တော့မှလွတ်မှာမဟုတ်ဘူးတဲ့အဲ့ဒါလည်းမှန်တာပဲဦးဇင်းတို့ဘဝမှာလေမရသေးတာလေးကိုလိုချင်တယ်ရပြီးသွားရင်နောက်ထပ်လိုချင်တယ်အတ္တသာသေးသွားတာဗျအလိုဆန္ဒပြည့်လို့သေးသွားတယ်လို့တရားမှမရှိဘူးမေ့ကြည့်ပါတကယ်ချင်းမင်းသေတော့မှာလားအေးသေတော့မှာမင်းအလိုဆန္ဒပြည့်လို့သေတာလားရိုက်တောင်ခံအောင်ပါဘာဖြစ်လို့ဆိုငါကိုယ်တည်းမသိချင်တာဟုတ်ပြီမင်းမသိချင်တယ်မင်းဘာလို့မှလဲအိုးငါကျန်းမနေချင်တာပေါ့ယောဂဖြစ်နေလို့ပါကျန်းမလိုက်ဒီတိုင်းမနေဘူးရှောက်လို့တာကိုယ့်အတွက်ကောင်းကျိုးပါရှိလဲဘာမှမရှိဘူးဒီအချက်၄ချက်ကတဲ့သူ့ကိုတန်ခါရစီခဲ့တာဘာမှပိုင်ဆိုင်မှုမရှိတဲ့ဘဝမှာနေတာဘာထူးမှလဲပိုင်ဆိုင်မှုရှိအောင်ကြိုးစားဖို့လိုအပ်တယ်ဒါပါလေတရားပဲဒီအချက်တွေကြောင့်တဲ့အသက်ငယ်ပေမဲ့လို့တန်ခါဉာဏ်ရပြီးတော့တရားကိုကျင့်ဖို့အတွက်သာသနာထဲဝင်ပြီးဘုံကြီးဝိုးလိုက်တာဘင်းကသဘောကျပြီပေါ့တခုစီရှင်းပြတာလေအဲ့ဒီလေးကအမှန်ပဲဗျဘလောက်ပဲနုပြိုတယ်ပြောအိုခြင်းမှာဆုံးတတ်ရတယ်ဘလောက်ပဲအသက်ရှိတယ်ဆိုသိခြင်းမှာဆုံးတတ်ရတယ်ဘလောက်ပဲယောဂကင်းတယ်ပြောဘလောက်ပဲကျမ်းပါတယ်ဆိုယောဂနဲ့ဆုံးတတ်ရတယ်ဒီမြဲမှုဆိုကျွန်တော်ဘာမှမရှိဘူးဒါနံပါတ်1နံပါတ်2ကိုလေးအားထားလိုက်ရတာအားကိုးလိုက်ရတာဘုန်းကြီးကပြောဆိုကိုးကွယ်လိုက်ရတာပေါ့ကိုယ်ကကွယ်ပေးမယ်ထင်လားသိပြီးတော့စိတ်ကိုမြင်ပါနဲ့ကိုယ်ကကွယ်ပေးမှာပေါ့စိတ်ချပမာရီကလေစာတိတတ်တာဗျကမ္မတက္ကဒါကိုယ်ကံနဲ့ကိုယ်ပေါ့မယ်ဒါမျိုးလာလိမ့်မယ်မပူနဲ့အဲ့ဒီစကားကိုကြားခွင့်ရလာလိမ့်မယ်ကိုကမျောလင်းတယ်သူကမလုပ်ပိတ်နိုင်တယ်တနေ့ကိုပြောပါလိမ့်မယ်အေးတရားတွေကိုကံတဲ့ခုတ်ပေါ့ကိုကံတဲ့ကိုပဲလေကိုကတော့မျောလင်းနေရတာကိုတော့အားကိုလိုက်ရတာနော်ကြုံလာပါလိမ့်မယ်မကြုံခင်တရားရံတော့ကောင်းတာပေါ့ဒါတည်းမကဘူးဗျဦးဇင်းတို့လေပစ္စည်းရှာတယ်ဥစ္စာရှာတယ်ဆိုတာအသက်နဲ့ရင်ပြီးရှာတာနော်အသက်ကရှည်လာတာမဟုတ်ဘူးအသက်ကတိုးလာတာလူတွေကအသက်ရှည်တယ်ပြောတာပေါ့ဘယ်ခါလာအသက်ရှည်ရမှာတော့နေမရကနဲလာတာနေမရများလာရင်ဦးဇင်းတို့မသေးပဲနေမှာပေါ့နေမရနဲလို့သေမရနဲ့နီးလာတာအဲ့ဒါကိုလူတွေအသက်ရှည်တယ်တဲ့အသက်ကတိုးတာအသက်နဲ့ရင်ပြီးရှာထားတဲ့ဥစ္စာအားလုံးပြောမှာပေါ့ရှင်မြတ်ဒီတော့အေးအေးဆေးဆေးရုံခန်းထဲကနေရှာတာဒါလည်းအသက်တိုးလာတာပါပဲအသက်ရှည်လာတဲ့ပုံတရားမှမရှိဘူးအသက်တိုးလာတာပဲအသက်တိုးခံပြီးဥစ္စာရှာအိုးစရာကောင်းတယ်ဗျလူတွေကလေပြီးတော့လူလည်းအိုခံပြီးဥစ္စာရှာတယ်လူလည်းယောဂဖြစ်ခံပြီးဥစ္စာရှာတယ်ဘာတွေမှန်းတော့မသိဘူးကိုမေးကြည့်တခါလောက်မေးကြည့်ငါဥစ္စာရှာတာဘာတွေ့ပါလဲသားတွေသမီးတွေဆိုတော့တခါလေးပေးခဲ့တော့ကိတံဝင်တရားကျင့်လို့ရနေပြီပေးမှလားမဟုတ်ဘူးဒါဆိုရင်မင်းသုံးလေငါလည်းမသုံးဘူးပေးလိုက်လေသူလည်းမပေးဘူးဒါမျိုးဒါဆိုရင်မင်းယူသွားမှာ
ယူသွားလို့မရဘူးမသိမို့သိတယ်ဒါမှသိလားဆိုတာမသိဘူးအဲ့လိုဖြစ်နေတာအတော်ဆိုးတာကိုဒါတည်းမကဦးဇင်းတို့တဏှာကြောင့်တကယ်ကိုတဏှာကြောင့်ပဲရူပယုံသာရံကဏ္ဍရတဖောတပါယုံအာယုံ၅ပါးကိုလေဘယ်တော့မှစွန့်မှမတင်နဲ့မျက်စိကန်းတာတောင်မှနားဆိုရင်တော့ကြက်အောင်ပါမကြိုက်ပဲနေတဲ့တနေ့ကဦးဇင်းသိတဲ့နေ့ပဲရှိမှာအသက်ငင်တဲ့ဒီဦးဇင်းကြိုက်မှုကိုစွန့်မှာမဟုတ်ဘူးတဏှာဟုတ်ပြီဦးဇင်းတို့တဏှာအတွက်ကြုံခံခဲ့ပါပြီတဲ့အဲ့တဏှာကိုဘာချိုးပေးလဲကောင်းကျိုးတစ်ခုမှမပေးဘူးသိအောင်လုပ်ပြတယ်ပြီးရောအပဲပို့ပေးတယ်ဒီလိုမျိုးအချိုးမပြေတဲ့သခင်တယောက်အတွက်ကြုံခံတာတန်းရလားမေးကြည့်လေတချို့ခေတ်စကားကြီးပေါ့နော်ပြောတာကြားဖို့မှာပေါ့ကျွန်နှံ့သိနေဆိုတာဒါမျိုးတိုင်းမို့ဦးဇင်းတို့ကလေတဏှာကြုံခံတာသိပြောတာပဲကိုခန္ဓာရဲ့ကြုံကိုခန္ဓာအားမရဘူးနောက်ထပ်ခန္ဓာကြုံပါခန္ဓာဆိုလိုတာအိမ်တော်ပြုတာပေါ့ယောက်ျားယူမယ်မိန်းမယူမယ်ပြောနေတာပြောနေတာအေးလေထုံးစံပေါ့ဒီကြုံရလေတော်မနေမဲ့တူမြို့တက်ပြီးကြုံခံမဲ့ပေါ့တတိအိမ်ရောက်တဲ့အခါမှာအိုးအိမ်အကြီးဆိုပျော်လိုက်တာဆိုမပူနဲ့နှိမ့်ဆက်မှာနောက်ထပ်တယောက်ထပ်တိုးလာလိမ့်မယ်ตาလေးပေါ့ဒါလည်းပဲအဲ့ဒီကြုံမကြီးကအိမ်ခန်းထဲလည်းမထွက်နိုင်ဘူးအိမ်ခန်းထဲလည်းမထွက်နိုင်ဘူးမိဖို့ခန်းထဲလည်းမထွက်နိုင်ဘူးပြုံးနေတာပဲကြုံခံတာပက်ထိလည်းသေးတဲ့အထိနော်ကြုံခံလို့သာသေသွားတာအဲ့ဒီတဏှာလေကိုယ်ဘာကြိုးမှမပေးဘူးဒါကြောင့်မို့သခင်ဖြစ်ချင်ရင်လုံးဝလုံးရတယ်ကြုံဖြစ်ချင်ရင်ငြိမ်ပြီးနေရှင်းလေးပဲဘုရားတော်တဏှာကြုံဖြစ်နေတဲ့အတွက်ဒီဥစ္စာကိုမမောပြီးတော့လေဒုက္ခတွေစုတ်ခံနေတာဒုက္ခလွတ်ချင်လို့မဟုတ်ဥစ္စာပြောင်းဆုံးမှာဆိုဆွဲလန်းနေတာဒါလေးတော့သိထားပေါ့အခုထိရထပါဠသူတို့သာပြင်းပြတဲ့စန္ဒကိုအကြောင်းပြုပြီးတော့ကြိုးစားလိုက်တာဖြစ်တဲ့အတွက်ရန်တာတွေဖြစ်သွားတာစန္ဒဒါကြောင့်မို့တဏှာလက်ကလွတ်ချင်တဲ့စန္ဒလေးတော့မွေးဖို့အချိန်တန်ပြီးထင်တယ်ကျွမ်းနဲ့မသိမ့်ပါစေနဲ့နော်ဒါကတော့ရထပါဠသူတို့သာအကြောင်းဟုတ်ပြီနောက်ထပ်ရှင်သောနာတခုစီပေါ့ဗျာတေကြတော့သံမှုမဖြစ်ခင်ဒီတင်းနဲ့ပြီးပါတယ်အဲ့ဒါတော့အာမခံပါတယ်နော်ဒါပေမဲ့ဦးဇင်းတို့စာထဲမှာပါတာပဲပြောနေမယ်စာပေါ့နော်စာထဲမှာမပါတာလေးကိုအစာထည့်ပြီးပြောရင်ပိုကောင်းတာပေါ့အာလုကတလေလို့ပေါ့အစာလေးထည့်ပြီးတော့လုပ်စားလို့ပိုကောင်းတယ်လေအခုလည်းဒီလိုပဲဒီတိုင်းစားမယ်စာအစာလေးထည့်ပြီးတယ်ဒါပေမဲ့သင်ခန်းစာတော့ယူသွားပါနားထောင်ကောင်းလို့နားထောင်တာလည်းမဖြစ်စေနဲ့နော်ဗုဒ္ဓရဲ့တရားတော်မို့လို့နားထောင်တာလည်းမဖြစ်စေနဲ့ငါကျင့်သုံးမှာမို့လို့နားထောင်တယ်ဖြစ်ပါစေတရားဆိုတာနားထောင်လို့မကောင်းတာတခုမှမရှိဘူးမပြောတတ်လို့သာနားထောင်လို့ကောင်းချင်မှကောင်းမှာတရားဆိုတာလေကျင့်ဖို့အတွက်ပဲနားထောင်တာဖြစ်ရတယ်ဒါကြောင့်ဦးဇင်းတို့သင်တန်းတစ်ခုသင်တဲ့အတိုင်းပေါ့နော်သင်ခန်းစာတစ်ခုတော့ကြံခဲ့စေချင်တာအမှန်ပဲကြံရင်မကြံရင်တော့မသိဘူးပေါ့နော်လိုက်စစ်လို့မှမရတာပြီးတော့အတော့ကမင်းတို့လည်းကျင့်စစ်ကြံနဲ့ခေါ်လို့မရဘူးလေဟိုတကလာစေဟိုတကမိုင်းလာစေပဲလို့ရမှာလေရောက်တဲ့ခါမှလည်းစာမေးလို့မရဘူးလေဒီပြောလေဗုဒ္ဓပက္ခိယသင်္นานတက်နေတာဟုတ်ပြီတကမိုင်းစာဟောရရလားဆိုပြီးပြီနောက်ဆိုတတာဘယ်တော့မှမလာဘူးနော်သင်္ကန်းစာရမရမသိဘူးပြောပြတာပါဟုတ်ပြီနောက်ထပ်ရှင်သောနာဒါပထမဆုံးကစန္ဒနော်စန္ဒသာပြင်းပြပါစေမဖြစ်နိုင်တာဘာမှမရှိဘူးတဲ့အခုဘာဖြစ်သွားလဲယန္နာဖြစ်သွားတယ်နောက်ထပ်တစ်ယောက်လာမယ်နောက်တစ်ယောက်ကတော့တဲ့ဝိရိယကိုခြေခံတဲ့ပုဂ္ဂိုလ်တဲ့တွေ့လားစန္ဒပြီးတော့ဝိရိယသူရတတိကိုခြေခံတာနဲ့ဝိရိယကိုခြေခံတာနဲ့တူတယ်တဲ့ဝိရိယကိုခြေခံပြီးတော့တရားထုတရားမြတ်ရတဲ့ပုဂ္ဂိုလ်ဟာရှင်သောနာဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့သူလည်းပဲမကရတိုင်းကသူကသောနာကောလိဝိတာခေါ်တယ်သောနာနှစ်ပါးရှိတယ်သောနာကုတိကန္နာဆိုတာတယောက်ရှိတယ်သောနာကောလိဝိတာတယောက်ရှိတယ်အခုကမကရတိုင်းသားသောနာကောလိဝိတာခြေဘွားမှာအမွှေးပေါက်နေဆိုတ
သူကလည်းပဲသိချမ်းသာတာပါပဲတဲ့ချမ်းသာရုံနဲ့တည်းမကဘူးသူကတော်တော်ထူးဆန်းတဲ့ပုဂ္ဂိုလ်တရားသူရဲ့ခန္ဓာကိုယ်ကအင်မတန်နူးညံ့တယ်သူရဲ့ခြေဘဝမှာအမွှေးနူလေးတွေပေါက်နေတာထူးထူးဆန်းဆန်းနော်ခြေဘဝမှာမွှေးပေါက်တယ်ကိုခြေတော့လည်းကိုပြန်ကြည့်အောင်နော်ခြေတော့လည်းကိုယ်လို့ကုလဲတာလဲမနေပါဘူးနော်အမွှေးပေါက်ဖို့နေနေတာနော်အပွေးပါပေါက်နေခြေတောင်းမှာမွှေးပေါက်တာ2ယောက်ရှိတယ်အခုတော့နာတတ်ပါပြီးတော့လောမတကိကိယဆိုတာတတ်ပါသူကတော့ပါကီမျိုးနွယ်ထူးထူးဆန်းဆန်းနော်ခြေဖွားမှာမွေးပေါက်တဲ့လူဆိုတာတော်တော်ရှားလိုက်မယ်ထင်တယ်တဲ့မြောက်တွေတောင်မပေါက်တော့ဘူးနော်တဲ့မြန်မာပြည်မှာတော့ရာဇဝင်ထဲမှာမွေးပေါက်တဲ့လူတယောက်ရှိတယ်လူမျိုးဆိုပြီးတော့တပ်ပုံထဲမှာတွေ့ဖို့တာတဲ့မန္တလေးမှာရှိတဲ့ပေါ့မျက်နှာလေးပဲကြံနေတယ်ကြံတာအကုန်တော့မွေးတွေကြီးပဲအဲ့ဒီသောနာဆိုတဲ့တတိသားဟာခြေဖွားတောင်မှာမွေးပေါက်တဲ့ပုဂ္ဂိုလ်တဲ့ဒါကြောင့်သူကအင်မတန်နုညံ့တဲ့ကိုဇောတို့ဂရိဘာတို့မှာပဲလမ်းလျှောက်ရတာဒါကြောင့်မို့သူကမြေကြီးမှာလမ်းမလျှောက်ဘူးတေသားမှာလမ်းမလျှောက်ဘူးအခုဆိုရင်ကျွေပြားမှာလမ်းမလျှောက်ဘူးပြောရမှာပေါ့လျှောက်လို့မှမရဘူးနဲ့ဒီလောက်ခြေတော့နှုတ်တယ်ဟာကြီးဒါကြောင့်ကော်စောခင်းပြရတယ်ထူးထူးဆန်းဆန်းနော်သူတို့ကန်ကြမှာသူသွားရင်တဲ့နုညံ့လောက်ထားတဲ့ချင်းနေစီးပြီးတော့သွားရတာအင်မတန်မှချမ်းသာတဲ့လူတယောက်တဲ့ခြေဘွားမှာမွေးပါတဲ့အတွက်ထူးဆန်းနှောင်းအကြည့်လို့ဗိမိတာရမင်းကြီးကတောင်မှသူ့ကိုနန်းတော်ခေါ်ပြီးတွေ့ရတာဒီမှာကြတော့ဝတ္ထုကတော်တော်စုံတာမို့လို့ဒီတိုင်းပဲသွားလိုက်တာပိုကောင်းတယ်သူတယောက်တည်းခေါ်ရင်ခြေဘွားကြည့်ချင်လို့ထင်ပါတဲ့ဘယင်ကလည်းပဲအဲ့လိုအထင်မခံခြင်းဘူးအထင်မခံခြင်းတော့အဲ့ဒီတနှလုံးကလူတွေကိုအဆင့်ခေါ်လိုက်တယ်ရွာပေါင်း8000ရှိတယ်အဲ့ဒီရွာပေါင်း8000မှာရှိတယ်တတိမှန်တယ်အကုန်လုံးဆင့်ခေါ်တာလာခဲ့အဲ့မှာသောနာအဖေကတည်တယ်လေဘယင်ဆင့်ခေါ်တာအမေကြီးသူ့ဖေကတည်တယ်တဲ့ငါသားမင်းကိုဆင့်ခေါ်တာတခြားမဟုတ်ဘူးတဲ့မင်းရဲ့ခြေဘွားမှာပေါက်နေတဲ့အမွှေးလေးကိုကြည့်ချင်လို့ဒါကြောင့်ဘင်းမြောင်ဘင်းဖက်ကိုခြေတော့ထောက်ပြီးတော့ဆင်မပြနဲ့မင်းကြီးကရောက်လိမ့်မယ်ဘင်းဖက်ကိုခြေတော့မဆင်နဲ့ပေါ့ဘင်းရှိရောက်တဲ့အခါမှာမင်းရဲ့ခြေဘွားဖော်ပြီးတော့တင်မလင်ကိုထိုင်လိုက်ဘင်းကြီးကသူ့လိုအင်ဆန္ဒပြေးသွားလိမ့်မယ်တဲ့သူ့ဖေကသင်ပေးလိုက်တာဘိမိတာရမင်းရဲ့လည်းတော်ပါတယ်သူတွေးကျင်တဲ့နိုင်တွေးလဲရတယ်ပြီးတော့လေလမ်းညွှန်လိုက်တယ်ဘဝဖြတ်တန်းတဲ့အခါမှာကောင်းကောင်းမွန်ဖြတ်တန်းကြအကောင်းဆုံးနည်းလမ်းကိုပေးနိုင်မဲ့ပုဂ္ဂိုလ်ကတော့ဖះဆိုတဲ့ပုဂ္ဂိုလ်ရှိတယ်ဒါကြောင့်ဖះစီကိုသွားလိုက်အောင်အိုးဒီလိုဘီရင်မျိုးကတိတ်ရှားပေါ့ငါပြောတဲ့စကားပဲနားထောင်ပါလို့ပြောလို့မရဘူးလေလွန်မြောက်မှုကိုပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားလည်းသွားပြီးတော့နားထောင်လိုက်အောင်ဖះပြောတဲ့အတိုင်းလိုက်နာပြီးနေကြနော်ဘင်ကမှားလိုက်တာအခုကြည့်တွေ့ပြီဟိုရောက်တဲ့ခါမှာတဲ့သူ့အဖွဲ့ကောင်အပေါင်းအသင်းအကောင်လုံးနန်းတော်ဝင်တယ်ဝင်ပြီးဘင်းထန်ခါစားပြီးတော့ထိုင်တဲ့အခါမှာသူကတင်လေးကိုထိုင်ပြီးတော့ခြေဖွားလေးကိုလှန်ထားလိုက်တယ်တဲ့ဘင်းကကြည့်တယ်ပေါ့မတိမတာတိတ်တခုကြည့်တာဒါတော့ဟုတ်တာပဲလေတိတိသာသွားကြည့်လို့မှမရတာဩဟုတ်တာပဲတဲ့ကြော်တဲ့တိုင်းမှန်တဲ့ပုဂ္ဂိုလ်တယောက်ပဲဒါဘင်းဆန္ဒပြီးသွားတယ်ပေါ့ဘင်းကြီးကဩရာဆိုပုံမှန်ဩရာပေးတယ်မင်းတို့စီပွားရေးဘယ်လိုလုပ်ကြစီပွားရေးစိုက်ပျိုးဘယ်လိုလုပ်ကြပေါ့အဲ့ဒီမှာဘင်းကြီးကဩရာပေးပြီးတဲ့အခါသူတို့ကိုပြောလိုက်တာမင်းတို့ငါမင်းတို့ပေါ့နော်ငါမျက်မှောက်ဘဝနဲ့ပတ်သက်ပြီးတော့အကျိုးတရားနဲ့ပတ်သက်ပြီးဆုံးမပြီးပြီတမလွန်နဲ့ပတ်သက်ပြီးကြည်အကျိုးတရားနဲ့ပတ်သက်ပြီးသိကျင်တယ်ဆိုရင်တော့ဘုရားစီသွားလိုက်အောင်ဘုရားမမိတ်တဲ့ဘင်းကြီးကံကောင်းကြပါစေနော်ဗုဒ္ဓကတမလွန်ကောင်းကျိုးချမ်းသာအတွက်မင်းတို့ကိုညွှန်ကြားလိုက်မယ်တဲ့နော်တော်တော်အဆင်ပြေတာပဲဦးဇင်းတို့ဘဝမှာလေဒီဘဝမှာလည်းချမ်းသာဖို့လိုအပ်ပါတယ်ဘာဖြစ်လို့စိတ်ဆင်းရဲမခံနိုင်ဘူးကိုယ်ဆင်းလည်းမခံနိုင်ဘူးတန်တရာမှာလည်းချမ်းသာဖို့လိုအပ်တယ်ဘာဖြစ်လို့ကိုယ်ဆင်းရဲစိတ်ဆင်းရဲမခံနိုင်လို့ပဲဆင်းရဲတဲ့ကိုလေတကယ်ကိုမခံနိုင်တာဒါပေမဲ့လေဆင်းရဲတာခံတာကြာလို့လားမသိဘူးနည်းနည်းတော့ရင်လာသလိုပဲဟုတ်တယ်လေတခါကျရင်လေမဆင်းရဲမှာကိုကြောက်နေအဲ့လိုဖြစ်နေမှာဦးဇင်းတော်ရင်းနေပြီလေတန်တရာတက်လျှောက်လုံးဒုက္ခနဲ့ဖတ်တွယ်ပြီးတော့ကြီးပြင်းလာတဲ့ပုံကိုဆိုတော့ဒုက္ခကိုလေဆုံးအမှာကိုကြောက်နေတာတကယ်ဒုက္ခကိုဆုံးဖို့အချိန်တန်ပြီဗျခန္ဓာရတာလည်းဒုက္ခပဲလေနော်
ဗုဒ္ဓကတမလွန်ကောင်းကျိုးချမ်းသာအတွက်မင်းတို့ကိုညွှန်ကြားလိုက်မယ်အဲ့ဒီတိုင်းလိုက်နာကြဖះเจ้าတို့ကိုလှုပ်လိုက်လို့ဖះဝင်ပူကြတာပေါ့ဝင်ပူတဲ့အခါမှာမြတ်စွာဘုရားတရားဟောတယ်သောတာတထေသာတခါတည်းသင်္ကန်းကိုဆုံးဖြတ်လိုက်တာအန်တီဘလောက်ကြိုးကျေးဇူးများလဲကျောင်းဝင်တဲ့ကျေးဇူးကျောင်းဝင်တော့ကျောင်းစကားကြားမှာပဲအိမ်သွားရင်အိမ်စကားကြားမှာပဲဈေးသွားရင်ဈေးစကားကြားမှာပဲသွားတဲ့နေရာလိုက်စကားတော့ပြောင်းလဲနေမှာပဲအေးငစိမ့်တန်းကိုသွားရင်ငစိမ့်တန်ကြားမှာပဲဆိုညာပွက်ပြီးတော့ဆက်တန်ဆိုတန်ပေါ့နော်စာမျက်နှာ80သူကလုံလာဝရိယအလွန်ကောင်းတယ်လွယ်လွယ်ကူကူနဲ့တရားရတဲ့တရားတန်ဖို့မထားဘူးကြိုးစားမယ်ဆိုတော့တုတ်တန်မှနေပြီးစင်ကြံလျှောက်တရားအားထုတ်တယ်ဟုတ်တယ်လေလူဘဝမှာတော့သိချမ်းသာနေခဲ့ပြီဒီလိုနေလို့တော့တရားရမှာမဟုတ်ဘူးသူသိပြီးသားဘာဖြစ်လို့ပြောစရာသိကောင်းတာလေနော်ခပ်ဘောဘောနေတာများလားကြာရင်ပြင်းတတ်တယ်ဗျပြင်းတဲ့ပုဂ္ဂိုလ်ကလွန်မြောက်မှုရဖို့ကမဖြစ်နိုင်ဘူးဒါကြောင့်သူကခက်ကြိုးစားတာသုတ်တန်မှာစင်ကြံတရားအားထုတ်တယ်သူခြေတော်ကအမွေတွေလည်းကျွတ်ခြေတော်တွေလည်းကွဲသူစင်ကြံလာသွေးတန်ရေဖြစ်နေတာပေါ့နော်အဲ့ဒီလောက်ပင်မခံပြီးတော့ကြိုးစားအားထုတ်တာလမ်းမလျှောက်နိုင်တဲ့အခါမှာဒူးထောက်ပြီးတော့သွားတယ်ကန့်ကြည့်နော်တရားဝရိယအဲ့လောက်တော့စားရတာပဲထိုင်ရတာကြပြီညောင်းလိုက်တာဟိုရုံးမထိုင်လဲညောင်းတာပါပဲရုံးမထိုင်တာကြတော့သူပတ်စံရတာကိုညောင်းတယ်လို့ပဲထင်ပါမလဲပြောပြီးသားတဏှာကြုံရလေတဏှာနဲ့မြားလိုက်ပြီဆိုရင်ဒီလောက်ပဲသိပေါ့နော်ဒီထက်ပိုပြောလို့မကောင်းတော့ပါဘူးအဲကြောင့်ဦးဇင်းတို့ကကြုံပွားနေတော့ဘတ်တော့မှလွတ်မှာမဟုတ်ဘူးနည်းနည်းချုပ်လိုက်ရင်ပျော့သွားတာနည်းနည်းချုပ်လိုက်ရင်ပျော့သွားတာပြီးတော့မြှောက်လိုက်ရင်ပျော့သွားတာအဲ့ဒီပျော့တာနဲ့ပျော့တာနဲ့ပဲတန်တရာလွတ်เสียလမ်းကိုမတွေ့တာနော်အခုကြည့်လမ်းလျှောက်ပြီးတရားမှတ်တယ်မလျှောက်နိုင်တော့ဘူးပါရှိသေးတယ်ဒူးရှိသေးတယ်ဒူးထောက်ပြီးလမ်းလျှောက်မှာပေါ့မြတ်စွာဘုရားကကြောင်းလက်ပတ်ကြည့်ရင်လည်းသူ့ဘက်ကိုရောက်လာတဲ့အခါစဉ္ညာလမ်းမှာသွေးတွေမြင်တော့ဟာဒီသွေးတွေကဘာဖြစ်တာလဲဒါမေးတဲ့အခါပေါ့နော်ဒါဘုရားတော်တော်လေးအော်စရာကောင်းတယ်ဗျကြောင်းတွေကိုလှည့်လည်ပြီးသွားတတ်တဲ့အချင်းရှိတယ်နေမကောင်းရင်ပြုစုတဲ့ပုဂ္ဂိုလ်ရှိရင်ဒါတို့ခေါ်ခဲ့တဲ့ပြုစုမဲ့ပုဂ္ဂိုလ်မရှိရင်သူကိုယ်တိုင်ပြုစုတာမျိုးအဲ့မှာရှင်သောနာစဉ္ကြံလျှောက်တဲ့နေရာဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားကသူစီသွားပြီးတော့သောနာမင်းစောင့်တိတယ်မဟုတ်လားတကယ်သူကလူပါထွက်ချင်နေပြီငါလေဒီလောက်တရားကျင့်တာတောင်မှတရားမရဘူးဆိုတော့ဗမာတွေပြောသလိုပေါ့ငါလည်းပါရမီပါတယ်မထင်ပါဘူးလေလူထွက်ပြီးဒါနလေးလုပ်ရင်တော်ပြီပေါ့ဒီလိုလေးတွေးနေတဲ့အချိန်မှာရှင်သောနာစီဖျားသွားတာအဲ့မှာကြည့်မင်းစောင့်တိတယ်မဟုတ်လားတိတတ်ပါတယ်တဲ့ဒါလည်းပဲတခြားကြောင့်မဟုတ်ဘူးဘာမှမလုပ်ပဲနဲ့နေပြင်းမှာဆိုလို့တဲ့သူရဲ့မိဘကစဉ်းစားတာပေါ့နော်တို့ကသိချမ်းသာတာငါသာသိနူးညံ့တာဟိုဟာသင်ပေးလို့လဲအဆင်မပြေဒီဟာသင်ပေးလို့လဲအဆင်မပြေဘူးဘာဖြစ်လို့လဲဒီလောက်ချမ်းသာတဲ့သားတွေကသူမျက်စိမှာတွားပြီးတော့အလုပ်လုပ်တာပဲဖြစ်သွားတင်တာပဲပြောခံရမှာလေနေ့အသုံးကိုမကြောက်ဘူးဆိုရင်အမလီအမေတို့အသေးနာတယ်ပေါ့ချမ်းသာတာဟုတ်ဒါပေမဲ့လေသာပြစ်မှာဆိုလို့တဲ့စောင့်တည်တဲ့တက်ကိုတော့သင်ပေးထားတယ်ဒါပေမဲ့အဲ့အတက်ပညာသူတို့တရားရစရာအကြောင်းဖြစ်လာတာဗျမိဘကသိလို့သင်ပေးထားတာမဟုတ်ဘူးနော်ပြင်းမှာဆိုလို့သင်ပေးထားတာအခုလာပြီတိတတ်ပါတယ်တဲ့မင်းစောင်းကျူးတွေတအားတင်းပြီးတော့တီးရင်ဘလို့နေတယ်လဲမตายရပါဘူးဗျာဒါဆိုရင်စောင်းကျူးကိုရိုးရိုးလေးထားပြီးတီးမယ်ဆိုရင်ကောမตายရပါဘူးဗျာဒီတော့စောင်းကျူးဟာမရော့မတင်းလေးလုပ်ပြီးတော့တီးမှအတန်ตายရတယ်ဒီလိုပါပဲတဲ့တိတ်ပြီးပြင်းပြင်းထန်မလုပ်ပဲနဲ့ဝိရိယနဲ့သမာဓိမျှအောင်ကြိုးစားရမယ်ပါပြီးသားလေစန္ဒမှာလည်းပဲသမာဓိဝိရိယပါပြီးသားဝိရိယမှာလည်းပဲသမာဓိဝိရိယပါပြီးသားသမာဓိမပါဘဲနဲ့ဘယ်တော့မှမလုပ်ပါနဲ့ကြိုးစားတာမှန်တယ်တည်တည်ငြိမ်ငြိမ်ကြိုးစားရတယ်အခုကြည့်ဝိရိယနဲ့သမာဓိမျှတအောင်လုပ်ရမယ်လို့မြတ်စွာဘုရားကနေလံပေးလိုက်တာဒါကဖះဟောတဲ့ထဲမှာတကယ်ကိုပါတာပေါ့နော်ဒါပေမဲ့ပါဠိတော်မှာပဲမပါဘဲနဲ့မြတ်စွာဘုရားအလောင်းအယုပြင်းကြောင်းဖះဒုက္ခရစရိယကျင့်တဲ့အနာမှာပင်စတိကစောင့်တည်တဲ့ဆိုတဲ့ပုံကိုဘသူကဖန်တီးလဲလည်းမသိဘူးတဲ့ဟုတ်တယ်ဖះလောင်းကိုမြာတရားအလုံးစုံကျင့်လို့ဒုက္ခရစရိယဒုက္ခရောက်နေပြီဒုက္ခမရအောင်ဆိုတော့ဘေးနားမှာစောင့်လာတီးပြတယ်ဆိုပဲ
Tama Tambo Daba Suba Ma, Sumia Lampia Lulula. Aima, Jinter Hara, Piana Bono, Pe Mama Mababene, Pedone, Champion Lola Lemon. Pamania Edomu, the Jin Jinter that day. The Dio Tabono. Pialondia Atone the Chamber, Sound David 3 beaters without a side. About Hoden, Bahu Penny, do 3 beat. မြတ်စွာဘုရားကဥပမာအနေနဲ့ဟောတာတဲ့ဒီဆောင်ကျိုးကဲ့သို့မယောမတင်ဆောင်ကျိုးကဲ့သို့ကျင့်ရမယ်ဆိုတာသောနာကိုဟောတဲ့တရားတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားကပေးတဲ့ဤတိုင်းသူကြိုးစားလိုက်တာရန်တာဖြစ်သွားတယ်အရှင်သောနာကဝိရိယကြောင့်အောင်မြင်သွားတာတွေ့လားဝိရိယတကယ်ကြိုးစားနေအောင်မြင်တယ်ဒါပေမဲ့အလွန်ကျွံကြိုးစားတာမဟုတ်ဘူးเนาะဝိရိယပြီးရင်တမာတိနဲ့ထိန်းထားတာဝိရိယကိုအခြေခံတယ်မြတ်စွာဘုရားကသူ့ဘောမှာအင်မတန်မှကရုဏာဖြစ်တယ်လူဘောတော့ကကျမ်းပေါ်နင်းဖို့တာမဟုတ်ဘူး तू ကစိတ်ဆိုးရင် तू စိတ်ဆိုးတာလေးတမျိုးလေးလူပြောဆိုချစ်စရာလေးပေါ့နော်ကြည့်အောင်မယ်ငါကျမ်းပေါ်နင်းလိုက်မယ်တော့တဲ့ဒါပဲ तू ကစိတ်ဆိုးရင်ဒါပဲဟိုလူငေါက်တာလည်းမလုပ်ဘူးဟိုလူရိုက်တာလည်းမလုပ်ဘူးဘာမှမလုပ်ဘူးငါကျမ်းပြမှာနင်းလိုက်မှာတော့ဒါလေးပဲဟိုကလေပြပြတဲ့လဲနေရှင်သားမလုပ်ပါနဲ့မလုပ်ပါနဲ့အလုပ်ပြောမှဆိုလို့လေအဲ့ဒါဂရိပါလိုက်လက်ခင်းပေးရတာနော်ကွာလိုက်တာလေကိုတွေများဂရိပါဆိုတာကြားပဲကြားဘူးဒါပေမဲ့ဦးဇင်းတို့မှရှိပါတယ်ဂရိပါပင်ပေါ့နော်အပင်ပဲရှိတယ်ဂရိပါခင်းတော့မရှိဘူးအဲ့လိုမျိုးကိုကံလည်းတစ်ခါကျရင်စဉ်းစားကြည့်တယ်ဒိုးများလေလို့ဒါနကိုလုပ်တဲ့ခါမှာလေပို့ပို့ပဲလောက်ခဲ့ပုံရတယ်ဒီလားဆောက်တည်တဲ့ခါမှာလည်းပဲကပ်ပို့ပို့ဆောက်တည်ခဲ့ပုံရတယ်ယောဂဖြစ်ပြီးဆိုရင်ကြောက်နေရတာဒီလားလုံတာခက်ပါတယ်နော်အတန်ကြပြီဆိုတာနဲ့ကြောက်နေရတဲ့ဘဝဒါသမာဓိအားနေခဲ့တာကိုပညာအားနေခဲ့တာကိုဒါကြောင့်ဒီဘဝမှာကိုပြန်ကြည့်ဘာလို့နေလဲလိုတာဖြစ်သွားပုံနေတာဖြစ်စရာမလိုဘူးလိုတာဖြစ်သွားဒါမဲ့အကုန်လုံးလိုတာကြီးဘုရားတခုမှမရှိဘူးဥစ္စာကြည့်မလားခန္ဓာကြည့်မလားသမာဓိကြည့်မလားအသိကြည့်မလားအကုန်လိုနေတာအဲ့အကုန်လုံးအကုန်ဖြစ်သွားပေါ့နော်အဲ့မှကြည့်ငါချမ်းပေါ်နေနိုင်မယ်နော်အဲ့လိုပြောလိုက်ရင်နောက်ကလူတွေကတိတ်ပြီးတော့ကြောက်ရတယ်ဆိုပဲတဲ့အမလေးမနေနိုင်ပါနဲ့မနေနိုင်ပါနဲ့ပေါ့ကိုယ်စင်မော့ဖို့သိအေးတာပဲလှုပ်လေဒါမျိုးတခြားလူမှမဟုတ်ကိုအမေကိုယ်တိုင်ကအခုကအမေမဟုတ်ဘူးသူ့ခါစားနေတဲ့ပုံကိုယ်တွေကလေကားကြောက်တာကိုကမဟုတ်ဘူးကိုတငယ်ချင်းမပြောနဲ့ကိုအမေကိုယ်တိုင်မင်းသိအေးတာပဲမင်းမရှိအေးတာပဲဆိုတာမျိုးချစ်တာလေချင်းမိပါတာနော်အဲကြောင့်ကိုကန့်ကိုမြင်ပါကိုကြောင့်ကိုသိပါမှန်နေတိုင်းကြည့်နေတဲ့ပုံကိုယ်တွေကကန့်ကိုနေတိုင်းမကြည့်ဘူးအဲ့လိုမဆုံးဘူးလူရမဝင်လေးကန့်ကိုပြင်ဖို့လူလေးပဲလူရမသွင်းတဲ့ပုံကပြဿနာရှာစရာမလိုဘူးအားနေချက်ကသူ့မှာမဟုတ်ကိုမှဖြစ်နေတာကိုမှအားနေချက်ရှိလို့သူမြင်တာပေါ့ဒါကိုလေနင်တို့ကလူတန်းစားသိခွဲခြားတာပဲတဲ့ဟောလည်းပြောမှာပေါ့နင်ကလူတန်းစားမှမရှိတာလို့သူများခွဲခြားတာတော့မပြောနဲ့ဗျအပြစ်ဆိုတာမြင်တယ်ဆိုတာရှိလို့မြင်တာပေါ့တချို့ပြောပါလိမ့်မယ်အပြစ်မရှိဘဲနဲ့အပြစ်မြင်နေတတ်တာပဲမဟုတ်အားနေချက်တစ်ခုကအပြစ်ပဲကိုမှမေးကြည့်လေပါအားနေချက်ရှိတယ်ရူပါယုံတတံခန္ဓာရတ္တဖောထပါယကြိုက်တာကိုကြည့်လိုက်ရူပါယုံလည်းတတ္တယုံတော့ပြောမနေနဲ့ခန္ဓာယုံလားအိုးသူများနာမှာဆိုလို့အမွေးကိုအမြဲဆော့ထားရတာနော်ရတ္တယုံကတော့ဖောထပါယဘာအာယုံပဲပြောအကုန်လုံးကိုမှအားနေတာကြည့်ပဲပြင်လိုက်ပါပြင်သွားလိုက်ပါနော်ဟိုတုတစ်ခုမှပါတယ်ဗျကန္တာကြောင့်အနက်မွေးခြင်းတဲ့ပုံကုန်များရေမွေးဆော့เสียမလို့နဲ့အနက်မွေးခြင်းတဲ့ပုံကုန်တွေပြီးတော့လေခန္ဓာကိုယ်ကကြောက်ဖို့လည်းမလားဘဘဝတိဆိုတာလေပမာခွင်တော့ပဝတိပေါ့နော်ဘယ်ကပလဲတော့မသိဘူးပေါ့နော်သူတို့ပြောတယ်ပဝတိပါဠိမှာတော့ဘဘဝတိခန္ဓာကိုယ်အလင်းအောင်ထွက်တာခန္ဓာကိုယ်အလင်းအောင်ထွက်ရင်အခုလိုမျိုးမိပြတဲ့ကာလဆိုတော်တော်ဆင်ပြေတာဥစ္စာတို့စမှာမိပြနေတယ်ဗျပြတ်လိုက်တဲ့မိအညွန့်နဲ့များပြတ်တော့အောင်မရတယ်ခုလာတာကြတော့ခုလာအင်ပါတာနဲ့ဘယ်ထားတာနော်ခန္ဓာကိုယ်အလင်းအောင်ထွက်ခြင်းတဲ့ပုဂ္ဂိုလ်များပြီးတော့ခန္ဓာကိုယ်ကမှုရင်နဲ့ထွက်ခြင်းတဲ့ပုဂ္ဂိုလ်များ
လိုက်နာမယ်စီကံလေးတွေရှိတယ်ဗျဒါအကြောင်းလုံးလေးပြောလိုက်တာပေါ့နော်ဘယ်သူနဲ့တွေ့ဘယ်သူနဲ့စကားပြောစကားကိုနူးနူးညံ့ညံ့ပဲပြောပါစကားကိုနူးညံ့စွာပြောတဲ့ပုံကိုယ်တွေကတဲ့ဘဝတိုင်းမှာခန္ဓာကိုယ်ရဲ့အနက်ကမွေးကြိုင်နေတာဒါအမ္ဘတကရလက်စေဝမေးကမေးလို့နေခန္ဓာကိုမွေးကြိုင်နေတာပဲဘလို့ကံကပေးထားတာတော့ကျုပ်ဟာလေလူဘဝမှာတော့ဘယ်သူနဲ့စကားပြောအစင်မြင့်တယ်ပြောအစင်နှိမ့်တယ်ဆိုလူတွေမှာလေမာနရှိလို့လားမသိဘူးအစင်မြင့်ရင်ကိုနှိမ့်ချပြီးတော့ပြောတတ်တယ်နှိမ့်တဲ့ပုဂ္ဂိုလ်နဲ့တော့တင်ကိုမြင့်တင်ပြီးပြောတတ်တယ်စကားပဲဗျာဘယ်သူနဲ့ပြောပေါ့ရင်ကြည်ရင်သာပြောတတ်ရင်အကျိုးကျေးဇူးများတယ်နော်အဲ့ဒီကံကအကျိုးပေးတဲ့အခါမှာခန္ဓာကိုယ်မွေးကြိုင်နေတာဒါဆိုရင်ခန္ဓာကိုယ်ကဘာဖြစ်လို့အလင်းရောင်ထွက်နေတာလဲအခုခေတ်ဆိုပြောတယ်မလားဂလိုးတယ်ဆိုတာလေအခုတော့လိုရှင်းလိမ့်ပြီးတော့လေလူကြတဲ့သွားရင်မလေးသူခန္ဓာကိုယ်ဝင်တယ်ပေါ့ပေးထားလိုက်ဝင်လို့ဒီထဲမှာပိုင်တော့ဟွာတေးပေါ့နော်ဖွာဟုတ်တယ်လေဒီလောက်ဝင်ကျင်တာဒါပေမဲ့လူမလေးတဏှာရှိတဲ့အတွက်ဘာပဲပြောဗျသူမြတ်မြင်တဲ့အခါမှာချစ်စရာကောင်းစေချင်တာတော့အမှန်ပဲဒါပေမဲ့ချစ်စရာကောင်းတာတခုမှမရှိတာလည်းအမှန်ပဲဦးဇင်းတို့လူပေါ့နော်အခုခန္ဓာကိုယ်အသားရောင်ထွက်ခြင်းတဲ့ပုံကိုများပေါ့နော်အသားရည်ဝင်းဝါပြီးတော့လေအကြောင်းထွက်ခြင်းတဲ့ပုံကိုနေလန်းပေးသွားတာသီလသမာဓိပညာသိက္ခာ၃ရပ်ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်နဲ့တွေ့လို့ပဲဖြစ်မတွေ့လို့ပဲဖြစ်တွေ့နေပဲတိုက်ရိုက်အိုးကောင်းလိုက်တာကျွန်တော်တို့ကျမတို့မလုပ်နိုင်တဲ့အလုံးမျိုးကိုလုပ်တယ်ဝန်းပါတယ်ဗျာဒါမျိုးပေါ့နော်ကြားရင်လည်းပဲအပြစ်မပြောနဲ့ကောင်းတယ်ဒါမျိုးလုပ်ရမှာသူရဲ့ဘဝမှာတဲ့ကောင်းတာကိုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုဘယ်တော့မှမရှုတ်ချခဲ့ဘူးတဲ့မုဒိတာဝမ်းသာစွာနဲ့ပဲချီးမွမ်းပြီးပြောခဲ့တာကိုလိုကိုကချီးမွမ်းတယ်ဆိုတခြားမဟုတ်ဘူးဗျတခုလိုချင်လို့ချီးမွမ်းတာမဟုတ်ဘူးဗျတခါကျရင်ကိုလည်းပြန်မေးအောင်ပေါ့နော်အဲ့လိုချီးမွမ်းတဲ့စကားပဲပြောခဲ့တာမဟုတ်လို့မုဒိတာစကားပဲပြောခဲ့တာမဟုတ်လို့တဲ့ခန္ဓာကိုယ်ကအလင်းအောင်ထွက်နေတာအဲ့ဆိုရင်တော့ရှင်းနေတာပဲခန္ဓာကိုယ်ကအနံ့မထွက်ဘူးဆိုရင်စိတ်သာချစကားပြောရင်ကြင်ကြင်နိုင်ပြောလို့ပဲနေမှာခန္ဓာကိုယ်အလင်းအောင်မထွက်ဘူးဆိုရင်စိတ်သာချမုဒိတာမပွားတတ်တော့နေမှာပြင်ပေါ့နော်အခုတော့ခြေတော့မှာအမွေပေါက်လို့အခုကြည့်သူ့ကိုလေဘယ်သူကမှမငေါ့ရဘူးစိတ်ဆိုးတာတောင်မှလေစိတ်ဆိုးမှကိုသိကြောက်နေတာကိုများစိတ်ဆိုးကြည့်ဒီကောင်စိတ်ဆိုးခဏပေါ့သိအေးတာကဒါမျိုးချောဖို့တရားမှမရှိဘူးစိတ်သာချချောဖို့နေတာကိုလေစိတ်ဆိုးအောင်လုပ်မဲ့လူတောင်ရှိသေးတယ်တချို့လေနောက်တဲ့အခါမှာဆိုရင်ငိုအောင်တောင်နောက်တဲ့လူရှိတယ်အခုကြည့်ဘယ်သူနောက်ရက်လဲဘယ်သူမှမနောက်ရက်ဘူးကံများလေပြည့်စုံတော့တာအမွေးတွေကြောသွားမှာဆိုလို့နော်အဲ့လောက်ထိအောင်သူ့ရဲ့နောက်ပါအချမ်းရံကသူ့ကိုခင်မင်းယူရကြတာအရန်ကာရောယူရတာမဟုတ်ဘူးဗျာကံကြမ္မာပါမယူရတာနော်ရန်ဖြစ်တဲ့ကမှာသူ့ကိုယူရမဲ့သူဘယ်ရှိမှာတော့သူကလုံးလာဝိရိယရှိပြီးတော့အိမ်မက်ကြိုးစားတော့ဘလောက်နာကြယူမဆိုင်ဘူးဒါလုံးလာရဲ့အခြေအနေကိုပြောပြတာပေါ့နော်မြတ်စွာဘုရားကသူ့ပေါ်မှာတနာတယ်သူများနဲ့မတူဘူးသူ့ရဲ့ခြေဘဝကတိတ်ပြီးနုတာပေါ့နော်ဒါကြောင့်သူ့ကိုအကြောင်းပြုတော့သောနာမင်းခြေတော်ကမနှင်းနိုင်ဘူးဆိုရင်တလှဖနက်ပါလေးကိုစီကွင်ပေးတယ်ဖေရပြောတဲ့အခါမှာသူကပြန်လျှောက်တယ်ဗျာအရှင်ဘုရားတပည့်တော်ကို special chance ပေးတယ်ဆိုရင်တပည့်တော်တယောက်တည်းမြူခြင်းဘူးဗျာရန်အားလုံးကိုဖနက်စီကွင်ပေးရင်တော့သူစီမယ်ဒီတော့ခြေတော်နုနေလို့ဒီပြီးတော့တယောက်တည်းခွင့်ပေးတယ်ဆိုတာမယူဘူးဗျဒါမျိုးဖြစ်ရမှာဘုရားတော်အဲ့လိုမဟုတ်ဘူးငါ့ကိုခွင့်ပေးတယ်ဆိုလိုက်ကြွားတာငါ့ကိုပေးတာသူမြတ်မြင်ကတ်တာဒါတလှဖက်နဲ့နောက်ထပ်ဖနက်ထူစီလို့ရတာနောက်ထပ်ဝတ္ထုတစ်ခုတခါတည်းပြောပြလိုက်မယ်ဒါကြတော့သောနာကုတိကန္နာခေါ်တယ်ခုနကခြေဘွားမှာအမွှေးပေါက်တာသောနာကောလိဝိတသောနာကုတိကန္နာကကာလီဆိုတဲ့အမျိုးသမီးရဲ့သားကာလီဟာလေ
ပင်စာဝက်ကြီး9ဦးနဲ့တူတူသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ပဲပင်စာဝက်ကြီး9ဦးကြတော့လေဖះဟောတာကာလီဆိုတဲ့အမျိုးသမီးသူမှမဟုတ်တာတာဂိရိနဲ့ဟေမာဝတ္တပြောနေတဲ့စကားကိုကြားရင်လည်းတတ္တပေါ်ပြီးသောတာပန်ဖြစ်တာသူကာလီတော်တော်ထူးထူးဆန်းဆန်းပြအမျိုးသမီးထဲမှာလူတွေကထင်တာအရိယာဖြစ်တာအစောဆုံးကသင်္ကိုဏညတို့ပဲထင်တာဟုတ်မဟုတ်ဘူးအဲ့ဒီကမှလည်းပါတယ်ခုသောနာကိုတိကန္နာရဲ့အမေဘာဖြစ်လို့ကိုတိကန္နာဆိုတာသူတော်တော်ချမ်းသာမှုရတယ်ငကက်ပေါ့နော်ငကက်ပန်ခိုင်းတာတစ်ဖက်ကိုတဂရိတန်နေတဲ့အဲ့လိုမျိုးငကက်ကိုပန်လို့သူ့ကိုသောနာကိုတိကန္နာသူကရှင်မကိစီရဲ့တပည့်သူ့ရဲ့မိကရှင်မကိစီကိုကိုးခဲ့တာကိုသူ့ရဲ့သားကိုလည်းပဲယဉ်ကျေးအောင်ဆိုတော့ဖုံးနေနိစ္စဆုံးထားပေးတယ်ကြာတော့သားယဉ်ကျေးလာတာယဉ်ကျေးတဲ့အပြင်ဖုံးရဝချင်းစိပေါက်တယ်အဲ့ဒါနဲ့ရှင်မကိစီပြောတာပေါ့ဘုန်းကြီးဘွားဆိုတာလိုချင်တာမရဘူးနော်မလိုချင်တာရတာအပူလိုချင်အေးရတယ်အေးလိုချင်ပူရတယ်အိုးဒုက္ခများပါတယ်ကွာရှင်ဗျာဘယ်တော့ပဲဒုက္ခများခန္ဓာဒုက္ခလည်းမများဘူးအဲ့ဒါဒီတော့ဘုန်းကြီးဝတ်ချင်တယ်တစ်ခါနှစ်ခါသုံးခါလောက်လျှောက်တဲ့ခါမှာဘုန်းကြီးဖို့အတွက်ပေါ့နော်ကြိုးစားပေးပါတယ်ဒါပေမဲ့ဖះလက်ထက်ကတမန်ချက်ကရဟန်း7ပါးရှိမှရဟန်းခံလို့ရတာ7ပါးမပြည့်ရဟန်းခံလို့မရဘူးအဲ့ဒါရှင်မကိစ္စကလည်းစူရတာပေါ့လေ9ပါးလောက်ပြည့်မစောင့်နိုင်လို့ဆိုတော့ခီးထွက်ကြနဲ့ဘရောမှမပြေဘူး3နှစ်ကြာတယ်တဲ့ရဟန်းတစ်ပါးဖြစ်ဖို့အဲ့ဒါနဲ့လေ3နှစ်ပြည့်လို့ရဟန်းခံရဟန်းဖြစ်သွားပြီနောက်ဆုံးရဟန်းတာပါဖြစ်သွား तू ကလေအတန်သိပ်ตายရတာတဲ့တရားကိုသိပ်ကောင်းတာတဲ့ဖះတောင်မှသူ့တရားကိုနာခဲ့ရတာအဲ့ဒါနဲ့လေရှင်မကေစီကိုသူလျှောက်တာပဲရှင်ဗျာဒီတော့လေကြာဖူးခြင်းနဲ့အေးသွားဖို့ဒါပေမဲ့ငါစကားလေးတော့ဖះကိုလျှောက်ပေးမင်းကိုလေဖះဆူပေးလိုက်မယ်ခွင့်ပေးမယ်ပေါ့ပြီးရင်ဒါလေးတော့တောင်းခဲ့ပါမှားလိုက်တာအဲ့ဒါဖះစီရောက်ပေါ့သူရောက်လာတာနဲ့သူ့အကြောင်းသိလို့ဖះကသူ့ကိုခွင့်ပေးတဲ့အနေနဲ့ရှင်အနန္ဒာမှားလိုက်တယ်အာနန္ဒာရေငါနေတဲ့အကြောင်းမှာသူ့ကိုပြင်ပေးလိုက်ဖះရဲ့ထုံးစံကသူနဲ့တူတူတကြောင်တည်းနေဖို့ဆိုရင်ရှင်အနန္ဒာမှားလေးရှိတယ်မနေဘူးဆိုရင်ကြည့်ချက်ပြီးလှုပ်လိုက်ပြောမှာပေါ့ဖះမျက်နှာလိုက်သလားမဟုတ်ဘူးဖះသိပ်ပင်မှန်တယ်ဒါမဲ့တရားနာဖို့ဆိုတော့ဖះအဆင်ပြေတယ်ရှင်ပြရဲ့ရဟန်းတိုင်းတရားဟောတတ်ပါလေဘယ်လောက်ပဲဟောတတ်ပြန်ဒီပုဂ္ဂိုလ်လောက်မတတ်ရတော့မှန်ပဲညအေးရဝင်တာသမဘာဝင်လာနေကြတာမနေ့စောစောလေးမှာသူ့ကိုပြောတယ်ရဟန်းဟောတာဘယ်လောက်ကြာပြီလဲမကြာသေးပါဘူးဗျာအသက်ဟာကြီးနေပြီဘာဖြစ်လို့အသက်ကြီးမှရဟန်းဖြစ်တာတော့မှန်ပါဗျာဒီလိုစီမှာတော့ဘုန်းကြီးနေတယ်ဗျာရဟန်းတစ်ခါဖို့အတွက်3နှစ်ဆောင်းရတာပေါ့ဒါကြောင့်အသက်ကြီးသွားတာဒါနဲ့ဘာတတ်တော့အဲ့မှာသူတတ်တဲ့အကြောင်းပြောတာငါ့ကိုလေအဲ့တရားလေးဟောပြလို့ရမလားဘုရားကိုတရားပြန်ဟောတာဘုရားလေးအာယုန်နဲ့စိုက်ပြီးတရားနာတာဘုရားသာတို့ခေါ်တယ်တော်လိုက်တာဒါနဲ့လေဘာများလျှောက်တင်စရာရှိတော့မှန်ပါဗျာတပည့်တော်တို့နေရဒေတာသိကြမ်းတမ်းပါလေဗျာလမ်းကြမ်းမြည့်ကြမ်းတာ哦ဒါကြောင့်ထို့တဲ့ဖဏ္ဍများခွင့်ပြုရင်ကောင်းပါပဲဗျာပြီးတော့လေဒီတော့ဒေတာရဟန်းတန်ကနေပါတယ်ဗျာ10ပါးပြမှရဟန်းခံမယ်ဆိုရင်ပုံစံမကြဘူးဗျာဘယ်တော့မှလည်းရဟန်းဖြစ်ဖို့မလွယ်ဘူးတကယ်လို့များ5ပါးခွင့်ပြုရင်သိကောင်းပါပဲအဲ့ဒီတောင်းဆိုချက်ကဥစဉ်ဗမာနိုင်ငံထိတက်ရောက်တယ်ရဟန်း5ပါးရှင်ရဟန်းခံလို့ရတယ်ဗမာပြည်မှာဒါပေမဲ့အိန္ဒိယမဇ္ဈိမဒေသမှာတော့မရဘူးဒါဥပဒေပဲပြီးတော့လေဒီတော့စီမှာတဲ့ရေချိုးရင်တတ်ရှင်းတယ်လို့ယူဆပါတယ်ဖေရဥပဒေထုတ်ထားတာကအဲ့ဒီခေတ်က
ထောင်းမြောင်းမှကြီးချိုးရတာဟုတ်ဗျထောင်းထဲမှာကြီးချိုးရင်လူတွေနဲ့အမြဲတမ်းတွေ့တယ်အဆင်မပြေဘူးလေဒါကြောင့်မို့ဒီဘက်တစ်ခါလောက်ပဲရေးရချိုးရတာတော့မလို့ပေါ့နော်ဥပဒေရလူတိုင်းကဒီလိုစီမှာရေးရတအားချိုးတယ်ဗျရေချိုးမှာတန်ရှင်းတယ်ထင်ကြတာတကယ်လို့များပေါ့နော်ရေကိုစိတ်ချချုပ်ခွေပေးမယ်ဆိုရင်လည်းကောင်းပါပဲဗျာပြီးတယ်ဗျာပြီးတော့အခုမေဇိမဒေသမှာလို့ပေါ့နော်မေဇိမဒေသမှာဆိုရင်အဲ့တဲ့လာပြီဆိုရင်ဖြာချပေးတာမျိုးရှိတယ်ဖြာခင်းပေးတာပေါ့နော်ဒီဥစ္စာမှာကျတော့ဖြာမရှိဘူးဗျာသေပေါ်တယ်ဗျာသေခွင့်ပြုရင်လည်းကောင်းပါပဲဖေဟာသေခွင့်ပြုပေးတယ်ကန်ကြည့်ပြီးတော့ခီးထွက်နေတဲ့ရဟန်းတွေကျောင်းမှာလာလို့တဲ့သင်္ကန်းပိုင်ဆိုင်မှုမရှိဘူးလေဒါမဲ့ဒီဘုန်းကြီးတွေလှူခြင်းပါတယ်လို့လာလျှောက်တဲ့အခါမှာလှူတော့လှူခဲ့ပြီဘုန်းကြီးကမရှိဘူးလေပြန်လိုက်လက်ခံလို့မရဘူးဒါမဲ့တကပဲကြည့်မလဲသူလှူတဲ့ဘုန်းကြီးသူမရဘူးဆိုရင်အဲ့ဒါနဲ့ဒါလေးတော့ခွင့်ပြုမယ်ဆိုရင်ကောင်းပါပဲဗျာခွင့်ပြုပေးတယ်ဗျအဲ့မှာကြည့်အောင်ဖဏနဲ့ပတ်သက်ပြီးနှစ်ပါးစလုံးနော်တစ်ပါးကသောနာကောလိဝေဒနောက်တစ်ပါးသောနာကိုတိကန္နာသောနာကောလိဝေဒဖဏပါလေးကိုစီခွင့်ပေးခံတယ်မှာသူပါတယ်နောက်ထပ်သောနာကိုတိကန္နာဖဏထူစီလို့ရတယ်ဖယားကလေ flexible ဖြစ်တယ်ဒါဦးဇင်းတို့နားလည်ဖို့လိုတာဒါဘာကြောင့်ပြောသလဲဆိုတာဦးဇင်းတို့ဗုဒ္ဓတရားကိုလေ့လာပြီးတော့ဗုဒ္ဓဘာသာဘာလို့ကိုလက်ခံထားရင်တချို့ဟာတွေကိုနားလည်ပေးတယ်နားလည်ပေးဖို့အပြည့်မြင်လို့ပြစ်ကင်းသွားတာမဟုတ်ပါဘူးအပြည့်မြင်အပြစ်တင်ပြီးတဲ့အခါမှာအကုသို့ပဲတိုးတက်ပါတယ်အခုကြည့်သူတို့ဒေသမှာမြေကျန်းတာမို့လို့ဖဏပါလေးကမလုံလောက်ဘူးဖဏထူမှာရမယ်ဆိုတာကိုသိတဲ့အတွက်ဖျားကိုရှော့ပြတဲ့အခါမှာဖျားခွင့်ပြုတယ်လေအခုဗမာနိုင်ငံမှာနေတာကိစ္စမရှိဘူးတကူတော့ရှိတာပေါ့နော်ပန်ဝါလိုနေရာမျိုးမှာသွားနေရင်တော့တမျိုးဖြစ်လာမှာပေါ့တချို့နိုင်ငံတွေကလေဦးဇင်းတို့နိုင်ငံလိုပူတဲ့နိုင်ငံတွေမဟုတ်ဘူးဗျအေးတဲ့နိုင်ငံတွေနေတဲ့အခါမှာတခါကျရင်မသုံးခြင်းပဲနဲ့သုံးရတာတွေရှိတတ်ပါတယ်ဒါကိုအပြစ်မြင်တတ်တာဆိုပါစို့မစွန့်တတ်တဲ့ဆရာတော်ကြီးဆရာတော်ဥရသရမပြီးဝင်သားဆိုတာသူအမေရိကသွားတဲ့အခါမှာအေးတဲ့ဒေသကိုဗျအေးတဲ့ဒေသမှာအနှွေးထက်ကိုဝေါ်မှာပေါ့ဒါမဲ့ခက်တော့ခက်သားဗျဘုန်းကြီးတွေသိတဲ့အနှွေးထက်ဆိုတာရှိမှမရှိတာအဲဆိုတော့အင်ဂျီလေးကိုဝင်လိုက်ရတာပေါ့တကာတွေကလေချမ်းချမ်းပန်းပန်းရှင်ပြကြီးလောဘဒေါသမောဟကင်းကြောင်းတဏှာကင်းကြောင်းတရားလေးဟောပေးပါလားတဏှာကင်းအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဘတုံးကမှမမေ့ဘူးဘာမေးကောမေးလဲဆိုတော့ရှင်ဗျာအဲ့အင်ဂျီဝါတာဘုန်းကြီးနဲ့အဆက်လို့လားဝိနည်းနဲ့ရောညီလို့လားသွားလျှောက်တာအော်ဆရာပဲနေရာဒေသကိုနားလေရတယ်ဗျအဲ့ဒါနဲ့ဆရာတော်တော့ပြောင်းပဲလေမှန်တယ်ဝိနည်းနဲ့မအပ်ဘူးဝိနည်းနဲ့အပ်လို့ဝါတာမဟုတ်ဘူးသေမာကြောက်လို့ဝါတာဟိဆရာတော်ပြောလိုက်တယ်တကယ်လို့များပေါ့နော်အခုခေတ်မှသာဘုရားရှိနေမယ်ဆိုရင်နေရာဒေသလိုက်ဥပဒေလေးကိုပြောင်းပေးလောက်တယ်ထင်တာပဲဦးဇင်းတပားကိုတွေ့ဖို့တဲ့သူကပြောပြတယ်ဒီတော့ဒီရောက်တာတဲ့ဗမာပြည်ကရောက်ပါစားတော့တိတ်မသိတာပေါ့ဒါမဲ့ပြောတာဗျဒါအေးတာနော်တချို့နိုင်ငံ -9 ရှိတယ်ကိုယ်နိုင်ငံမှာဘယ်နှသွားရှာမှာတော့ဘယ်လိုနေမလဲအပြင်သွားရင်မလွယ်ဘူးနော်-2နဲ့အပြင်ထွက်ကြည့်လက်ဖြတ်ချီဖြတ်ကျင်တက်လာတာသွားဖို့မှတည်တာဟုတ်ပြီပြောမှာပေါ့ရှင်ပြရင်အသေးခံလိုက်ပေါ့ဘဲနဲ့ဗျာတရားကျင့်နေတယ်မှာတရားကျင့်နေတာမှမဟုတ်တာလမ်းသွားရင်လည်းအသေးခံလို့မဖြစ်ဘူးလေကောက်ွယ်သွားမှာပေါ့အဲ့ဒါနဲ့အဲ့ဒီဘုန်းကြီးပြောတယ်ဒီတော့လေဒီရောက်တာဒါတွေသုံးရတာအမှန်ပဲမသုံးလို့လည်းမရဘူးပေါ့အခုထိဗျာပျော်ခြင်းတဲ့စိတ်နဲ့ကျင့်တတ်တဲ့စိတ်နဲ့တစ်ခါမှမသုံးမိပါဘူးဗျာရာသီဥတုကောက်ွယ်ခြင်းတဲ့စိတ်နဲ့ပဲသုံးခဲ့ရတာဩဒါဆိုရင်တို့မြင်တဲ့အမြင်လေးကိုနည်းနည်းပြင်ပေးဖို့လိုအပ်တယ်ဖះသာရှိမဲ့ဆိုရင်တချို့ဟာတွေဖွံ့ဖြိုးလောက်တယ်ဘယ်နဲ့ဗျဒီနေ့မှာဒါမလုပ်ရဘူးဆိုတို့ဆိုရင်လောက်တာမှမဟုတ်တာအေလွန်လို့ကောက်ွယ်တဲ့အနေနဲ့ဝတ်တာကိုအပြည့်သွားပြောလို့မရဘူးမှန်တယ်ဖះမရှိလို့ဥပဒေမပြင်ခဲ့တာတော့ဒါပြောစရာမရှိဘူးလေဒါဆိုအပြည့်ကြည့်လားအပြည့်သေးလေးရယ်ဒါအပြည့်နဲ့ပတ်သက်ပြီးဦးဇင်းတို့ကအပြည့်မရှိပြောတာမဟုတ်ဘူး
အမြင်နဲ့ပတ်သက်ပြီးပြင်ဖို့ပြောတာအပြည့်မြင်အပြည့်ကလွယ်ပြီးဘာမှဖြစ်လာမှာမဟုတ်ဘူးအပြည့်မြင်လိုက်ပြီးဆိုတာနဲ့လာတာဒေါသပဲလာတာဒါဆိုဒီတော့ဒီတိုင်းကြည့်နေရမှာလားပြင်လို့ရတာပြင်ပေးလိုက်လက်ဦးလေးချီပြီးတော့ရှောက်ရှင်းရှင်းလေးရဒါပေမဲ့လေသူများပြင်တာနဲ့ဆိုင်ကိုကိုပြင်တာပိုကောင်းတယ်ဗျသူများပြင်လို့သူပြင်ရင်မှပြင်ပါကိုကပြင်ပေးခဲ့ပါပြီတဲ့သူမပြင်ဘူးဆိုရင်ကိုပဲစစ်စင်းရတာဒါမျိုးရှင်သာရိပုတ္တရာကြုံဖို့တယ်ဗျရှင်သာရိပုတ္တရာတော့စစ်စင်းရတာမရှိဘူးပေါ့သူကလေလူတွေကိုသိကောင်းစေချင်တာသူပညာရှင်ကိုဗျပညာရှင်တွေကကရုဏာရှိပြီဆိုရင်လေလူတိုင်းကိုငြိမ်းချမ်းစေချင်တယ်လူတိုင်းကိုလွတ်လပ်စေချင်တယ်ငါဖန်သွားခါနေလူကိုလမ်းမှာတွေ့ရင်သီလပေးခဲ့တာလောက်ပုံကသီလသာလုံမယ်ဆိုရင်အပယ်မချဘူးဟိုမှစားစရာမရှိဘူးလေရှင်သာရိပုတ္တရာလိုပုံကုန်နဲ့တွေ့တော့လေလက်ဦးလေးချီတော့ပါဏာတိပါဒဝေရမဏိဆိုတာပေါ့ဗျာဒါပေမဲ့လမ်းမှာတွေ့တော့ကတော့ဆိုသွားတယ်ပြန်လာတဲ့အခါမှာအိုင်ထဲရောက်နေတာလေငါဖမ်းနေတာအော်လူတွေခက်တယ်ဆိုတာမျိုးပေါ့နော်စိတ်ထဲမကြဘူးပေါ့အဲ့ဒါနဲ့ဘုရားလည်းပဲသာရိပုတ္တရာကြီးခက်တယ်မင်းကခုမှမဟုတ်ဘူးအရင်ကတည်းကဒီတိုင်းတဲ့လူစဉ်ကာလလည်းဒီလိုပဲဘုရားလောင်းကတပည့်ကြီးပေါ့နော်ရှင်သာရိပုတ္တရာတပည့်ဖြစ်တယ်ရှင်သာရိပုတ္တရာကဆရာဖြစ်တယ်ပညာသိတတ်စေချင်တာပေါ့လူတိုင်းကောင်းစေချင်တာကောင်းတဲ့စေတနာတစ်ခုပါဒါပေမဲ့လူတိုင်းကောင်းမလာရင်သိခံဖို့တော့လိုတာပေါ့သူကလေလူတိုင်းပညာတတ်ရမယ်လူတိုင်းပညာတတ်ရမယ်သူလည်း free ပေးတာမဟုတ်ဘူးသူကပါမကချုပ်ကြီးရွာထဲဝင်တိုင်းဟေးနင်တို့အင်ရသားကိုပညာသင်ခိုင်းတော့ပညာမတတ်ရင်လူရမဝင်ဘူးဟုတ်ကဲ့ပါဆရာကြီးနာမည်သားဆရာကြီးခေါ်ပြီးတော့ပို့မယ်ပြောတာတကယ်ပို့လာတာမဟုတ်ဘူးလူတွေကခက်တယ်ပညာမတတ်တော့တော်တော်ခက်တာဒါမျိုးပြောတာရလာတော့လူတွေကသူ့ရှောင်လာတာမုန်းလို့မဟုတ်ဘူးမကြိုက်တာမကြိုက်နဲ့ရှောင်တယ်ဗျကိုမလုပ်ပေးနိုင်တဲ့အရာတစ်ခုကိုကိုယ်စီမှာလာတောင်းရင်တစ်ခါမဟုတ်နှစ်ခါမဟုတ်ကြာရင်ကိုမလုပ်ပေးနိုင်ဘူးဒီလိုလာပြန်ပြီမကြိုက်ဘူးလေအဲ့ဒါကိုသူကပြောတယ်လူတွေကခက်တယ်နောက်မှပါနေတဲ့ဖះလောင်းတပည့်ပေါ့နော်ငါဆရာတော့ပညာပြမှာဖြစ်မှာဒီလိုနဲ့ကြုံလာတော့လေဆရာကျွန်တော်တော့ဒီနေ့မြို့ထက်မလိုက်တော့ဘူးကျွန်တော်ဒီမှာနေခဲ့မယ်ဘာကိစ္စရှိတော့နည်းနည်းပါဒီလိုပါပဲအဲ့ဒါနဲ့ဆရာမြို့ထက်သွားပြီးတော့ပြန်လာဆရာမြင်လောက်တဲ့နေရာရောက်ပြီဆိုတာနဲ့လေကြောက်ခဲတွေကိုယူပြီးတော့လေကြောက်တော့ပြစ်ချတာတလုံးပြီးတလုံးဒီပြည့်နဲ့နီးလာတာပေါ့မြင်နေကြပြီလေတပည့်ဘာလုပ်တာတော့ဆရာရဲ့ဆရာကမြို့ထက်သွားတာသိပင်မှန်းတာကျွန်တော်တို့နေတာဟိုးပဲတောင်းပါလေတောင်းနေကိုယ်ပြီးသွားရင်ညောင်းတာပေါ့ဗျဒီတောင်နှုံကြားမှာလေဂျောက်ရှိတယ်အဲ့ဒါဖြည့်လိုက်မဲ့ဆိုရင်ဆရာရဲ့လွယ်လွယ်လေးတွားလို့ရတာပေါ့ဘုရားလောင်းပြောတယ်အဲ့ဒါနဲ့ဘုရားလောင်းမင်းကိုလေငါပညာတက်ပြီးထင်တာမင်းတော်လာပြီးထင်တာမင်းစဉ်းစားကြည့်တောင်နှုံကြားမှာပြည့်အောင်ဖြည့်ဖို့ဆိုဘယ်ဖြစ်နိုင်မလဲကိုယ်ပြီးသွားတယ်သွားရမှာပေါ့ဘယ်သူကပညာမရှိတယ်လဲဆိုဆရာစဉ်းစားကြည့်ပေါ့တဲ့သက်မဲ့တောင်မှဖြစ်ရခက်ရင်တက်ရှိကိုဖြစ်ဖို့မလွယ်ဘူးဆရာရဲ့တချို့ဟာကြီးကိုပြီးဟွာအေးပါဟုတ်တာပဲမင်းကငါ့ပညာပြကျင်လို့နေခဲ့တာကိုအေးဟုတ်ပြီအဲ့ဒီနေကစာပြီးတော့လိုချင်တဲ့သူပဲပြီးတော့တာဒါလည်းဟုတ်တာပဲကောင်းဆုံးပါလေကိုပြင်လိုက်တာကောင်းဆုံးပဲကိုသိရင်ကိုသွားလိုက်တော်ဒဲသွားခြင်းနေပုံရတယ်နော်ဒဲလာတဲ့ကာဒဲသွားကြည့်တက်ရုံပဲရှိတာကိုရတယ်သဘောပေါက်တော့ပါတယ်နော်ဒါကြောင့်ဦးဇင်းတို့ကိုယ်တို့ဖြစ်ဖို့အတွက်သို့မဟုတ်မကောင်းတဲ့စိတ်တွေမဖြစ်လာဖို့အတွက်ဆိုရင်ရှောင်တဲ့ရှောင်ရတယ်ဒါပေမဲ့ကိုတော့အကောင်ဆုံးပြင်ဆင်ပြီးဆောင်ထားဖို့လိုအပ်တယ်ဒါကနံပါတ်1ဆန္ဒလိုတယ်နံပါတ်2ဝိရိယလိုတယ်နှစ်ခုပြီးသေးတယ်လေ
စိတ်ရဲ့ပညာရဲ့နှစ်ခုတန်နေတယ်လေနောက်တစ်ပတ်ပေါ့မပူနဲ့ဗျသင်တန်းချင်းတွေများလာလိမ့်မယ်သင်တန်းတက်ဖို့ပြင်ထားပေးပါရှင်ပြလေချင်းချောက်တာပဲနော်အကျင့်ပါနေတော့ဟုတ်တယ်သင်တန်းချင်းတွေနည်းနည်းတိုးလာနိုင်တယ်ပေါ့နော်ဘာကြောင့်ဆိုဝိသုဒ္ဓိမဲ့ကလည်းပြီးတော့မယ်ဝိသုဒ္ဓိမဲ့ပြီးတော့မယ်ဆိုရင်စနေနေ့ကအားပြီဥစဉ်အားမနေတတ်ဘူးရှင်ပြအားမနေတတ်တာကိစ္စမရှိဘူးဒီတော့လိုက်လို့စရာလားပေါ့ဒါသဘောပါစနေနေ့ညရှိလာနိုင်တယ်ပြီးတော့လိုရင်လိုအပ်တယ်လို့ခေါ်တဲ့ခေါ်ရမှာပေါ့ဘာကြောင့်လဲဆိုတော့ဘာကြောင့်လဲပေါ့နော်မမြင်နိုင်တဲ့အခြေအနေဥစဉ်တော့မှရှိနေတာဖြစ်တဲ့တော့ကိုယူရတဲ့တောင်းဝန်တော့ကြည့်ကျင်တယ်စာမေးပွဲဖြေမဲ့ပုံကိုလည်းပဲဖြေလို့ရအောင်ဘုဒ္ဓရလိုချင်တဲ့ပုံကိုလည်းဘုဒ္ဓရရအောင်ဆိုတော့ဥစဉ်တော့တောင်းဝန်ယူပြီးတော့သင်ပေးတာလေတောင်းဝန်မကြည့်ဘဲနဲ့တော့ရှက်မထားခြင်းပေါ့ပြီးသွားပြီဆိုရင် easy ဖြစ်သွားတာပေါ့နော်ဒါကြောင့်မို့သင်တန်းချိန်များတိုးလာနိုင်ပါတယ်အခုတည်းကနေတော့ပြောထားတာပေါ့နော်အဲ့ဒါကြောင့်တိတ်မပူနဲ့မပြီးမှကိုမပူနဲ့ဒါမဲ့မသိမှကိုတော့ပူပါဘုရားတော်မှားတာတခြားကြောင့်မဟုတ်ဘူးမသိလို့မှားတာများတယ်သိနဲ့မှားတာမဟုတ်ဘူးသိနဲ့မှားတယ်လို့တချို့ပြောမယ်ဒါတတိလွတ်သွားလို့မှားတာပါဒါမဲ့တတိလွတ်ပြီးမှားတာနဲ့မသိလို့မှားတာပြန်ပြီးတော့ရှင်းကြည့်လိုက်မသိလို့မှားတာများတယ်နောက်ထပ်မမှားစေနော်ဒုက္ခလည်းမရောက်စေနဲ့ဗျဒီဒုက္ခတွေကိုဘယ်သူပေးခဲ့လဲလူတွေကပြောတာပေါ့နော်ဒီလူတွေဒုက္ခသိပေးတာပဲဒုက္ခပေးစရာခန္ဓာရှိလို့ဒုက္ခပေးလို့ရတာပါခန္ဓာသာမရှိချင်ဒုက္ခဘယ်နာသွားပေးမှာတော့ဒါကြောင့်မို့သူများပဲအပြစ်မြင်နေမဲ့စားတခါကျရင်ကိုယ်လည်းပြစ်မြင်ဖို့လိုအပ်တယ်ငါလေးတဏှာလို့သိလိုက်ခဲ့တာပဲတဏှာလို့လိုက်ခဲ့တဲ့အတွက်တဏှာငါ့ကိုခိုင်းတာဒုက္ခရတာစမ်းမမဆန်ပဲကိုတဏှာသမုဒိယလေရတာဒုက္ခကိုဗျသစ္စာလေးပါပြောရင်သူတို့တော့သိတာသူတို့ပဲရှိတယ်နော်အဲကြောင့်ကြုံဘွားကနေလွတ်အောင်ကြိုးစားဖို့လိုအပ်ပါတယ်ဒါကတော့ရှုံးမှာပါမရောက်ရင်မရပါဘူးဒါကြောင့်ကိုယ်တို့လုပ်မယ်ဆိုရင်စန္ဒာရှိပါစေပြီးရင်ကြိုးစားအားထုတ်နိုင်ပါစေသူကအချက်၃ချက်ပြောတာပေါ့နော်စန္ဒာသမာဓိဝိရိယတကယ်စန္ဒာရှိရင်တည်တည်ငြိမ်ငြိမ်နဲ့ကြိုးစားပါရှော့ရှက်ခိုက်ပြီးတော့လှုပ်လေနဲ့ကြိုးစားတာမျိုးမဖြစ်စေနဲ့ပေါ့နော်တည်တည်ငြိမ်ငြိမ်ကြိုးစားပေါ့၃ချက်အခုတစ်ခုပြီးသွားပြီစန္ဒာရဲ့ဝိရိယရဲ့နောက်တစ်ပတ်မှာစိတ်ရဲ့ပြီးရင်ဝိမာန်တပညာရဲ့ပေါ့နော်နှစ်ခုထားလာလိမ့်မယ်ဘုဒ္ဓရာရွေတော့မှတ်စရာကြီးပါပဲဗျာတကယ်မှတ်နိုင်မယ်ဆိုရင်အကောင်းဆုံးပေါ့တတ်နိုင်တယ်လို့လည်းဦးဇင်းတို့ပြင်ပေးသွားမှာပါပြင်ခြင်းတဲ့ဆန္ဒနဲ့ပြင်နိုင်အောင်ကြိုးစားဖို့ပဲတို့တာဦးဇင်းတို့ဒီသင်တဲ့အခါမှာလောဘကြည့်အောင်ဒေါသကြည့်အောင်မောဟကြည့်အောင်သင်မှာမဟုတ်ဘူးသင်စရာလည်းမလိုဘူးလေလောဘဒေါသမောဟကြည့်ပြီးသားလေလောဘဒေါသမောဟနည်းလာအောင်လို့ဆိုသင်ပေးမှာပါခွင်တော်တက်လာအောင်သိခံတက်လာအောင်ပဲသင်ပေးမှာပါပြန်တော့ပြန်အောင်ဆိုသင်ပေးစရာမလိုဘူးဘာဖြစ်လို့တုတ်ပြန်တက်ပြီးသားအမလီအလုပ်ထဲမှာဆိုစွာလုံးလုံးခဲနေတာအသီးဆုံးဖြစ်မှာတခါကျရင်လေစူပါဗိုင်ဇာကိုလက်လျှော့ထားတာမျိုးကြုံတတ်ပါတယ်ဒါကြောင့်စွာနေကိုသင်ပေးစရာမလိုဘူးเนาะသိခံနေကိုသင်ပေးရမှာဒါကြောင့်မို့လောကနဲ့ဓမ္မတော့ဆက်ကျင်အောင်ဆက်ကျင်နေမှာပေါ့နော်လောကတော့ပြောပါလိမ့်မယ်သိခံတာတော့ဟုတ်ပါပြီဘယ်ထိသိခံမှာတော့ကိုရိုးကြီးကြသွားတာပေါ့ဆိုတချို့ပြောပါလိမ့်မယ်သိခါကြတာပေါ့ဗျာအိုးအကုသို့သိခါလို့ထင်တော့ကျွလွန်ပေါ့သိခါဆိုတာအကုသို့ပြောတာမဟုတ်ဘူးသီလသိခါသမာဓိသိခါပညာသိခါမှာသိခါလို့ခေါ်တာအကုသို့ကျင့်ရမှာမဟုတ်ဘူးလေရှောင်ကျင့်ရမှာကောင်းတာကျင့်ရတယ်ဒါကြောင့်မို့ဘယ်ထိသိခံမှာလဲသိတဲ့ထိသိခံဒါပဲရှင်ပြရဲ့တိမခံနိုင်တုတ်ပြန်တုတ်ပြန်တဲ့အတွက်ရလာမယ်ရလက်ကိုလက်ခံဖို့ပြင်ထားအောင်ပေါ့ဘုန်းကြီးလောကတော့သိတဲ့တိုင်းပဲဗျတုတ်ပြန်ဖို့သင်ပေးရတာမဟုတ်ဘူးတိမခံဖို့သင်ပေးရတာမဟုတ်ဘူးမတုတ်ပြန်ဖို့သိခံဖို့ပဲသင်ပေးမှာဒါကိုတချို့ထင်မှာပေါ့ဘုန်းကြီးကလေရွှေပြည်တရားပဲဟောတာဩရွှေပြည်ပဲအေးစေချင်တာလို့အေးစေချင်တာကိုဒါကြောင့်ရွှေပြည်တရားပဲဟောမှာပေါ့ရွှေပြည်ဘူတရားတော့ဟောလို့ရမလားလို့ဘုန်းကြီးကိုဗျဒါကြောင့်မို့တရားတိုင်းမြင်ပြီးတော့တရားတိုင်းကျင့်မယ်ဆိုရင်
လွတ်မြောက်တာကြာပါပြီအခုတရားကြောင့်သိရောပေါ့ဘာဖြစ်လို့မရသိတာလဲဆိုတော့ကိုယ်လည်းသိပြီဒါဆိုရင်ရအောင်ဘယ်လိုလုပ်မဆိုကိုယ်လည်းသိပြီးသွားပြီလုပ်ဖို့ပဲကြံတော့တာနောက်မဆုတ်ပါမကောင်းတာဆိုရင်နောက်ဆုတ်ဖို့ပြင်တာပါကောင်းတာဆိုရင်ရှေ့တိုးဖို့ပဲပြင်ပါကောင်းတာလုပ်ဖို့တော့ရှေ့မတိုးနောက်ဆုတ်ပြီဆိုရင်ကောင်းတာနဲ့ဝေးပြီဆိုရင်ဒုက္ခနဲ့ညှိတတ်ပါတယ်ကိုယ်တော့ဒုက္ခတွင်တဲ့ကိုတော့မပို့ပါနဲ့နော်ဒုက္ခတွင်တဲ့ကဆက်တင်ပြီးတော့ဒုက္ခကလွန်အောင်ပဲကြိုးစားဖို့လိုအပ်ပါတယ်နော်ဒါကြောင့်တရားချစ်ခင်သူတော်စင်များမိမိတို့ဘဝရှင်သန်စဉ်ကာလမှာဘုရားဟောကြားမြတ်တရားများကိုကျင့်ကြံကြိုးကိုပွားများအားထုတ်ပြီးတော့သေစာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်ကဘုရားစာရှိတဲ့အရိယာသူတော်ကောင်းများမျက်မှောက်ပြုအပ်တဲ့နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းဗုဒ္ဓသာသနံစီရံတေတေတုဗုဒ္ဓသာသနံစီရံတေတေတုဗုဒ္ဓသာသနံစီရံတေတေတုအာဒုအာဒုသာဒုသင်္နတုသင်္နတများအားလုံးကိုယ်ချမ်းသာစိတ်ချမ်းသာကြပါစေ